Dhammanupaddana မဟာသတိပဋ္ဌာန်တုတ်ကြီးကိုမြတ်စွာဘုရားကအာယုံ၄ရပ်ကိုအပိုင်း၄ပိုင်းထားပြီးတော့ဟောကြားခဲ့တယ်ကာယနဲ့ပတ်သက်တဲ့အာယုံတွေကိုရှုမှတ်ဖို့အတွက်ကာယ ानु ပတနာတတ္တဝါတွေရဲ့တဏ္ဍာမှာခံစားချက်ဟာအမတန်အရေးကြီးတာဖြစ်လို့ထိုခံစားချက်နဲ့ပတ်သက်ပြီးတော့အလေးနဲ့ထားဆင်ခြင်သုံးသပ်နိုင်ရန်အတွက်ဝေဒနာကိုရှုမှတ်ပွားများဖို့ဆိုပြီးဝေဒနာ ानु ပတနာတတ္တဝါတွေဟာစိတ်ကနေဥဆောင်နေတာဖြစ်သောကြောင့်စိတ်အကြောင်းကိုလေးလံဆင်ခြင်သုံးသပ်ခြင်းဖြင့်အမှန်တရားကိုတွေ့ရှိနိုင်အောင်လို့ဆိုပြီးတော့စိတ်တ ानु ပတနာဉာဏ်နဲ့သဘာဝတရားတွေအလုံးစုပေါင်းပြီးတော့ဓမ္မာ ानु ပတနာလို့မဆရာတရားတွေမကြံရလောက်အောင်မြတ်စွာဘုရားကမဟာတတိပဋ္ဌာန်သုတ်ထဲမှာအလုံးထည့်သွင်းဟောလိုက်တာကျင့်ကြုတ်ပြောရမယ်ဆိုလို့ရှိရင်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်မယ်မဆရာအာယုံဟာ2မျိုးပဲရှိပါတယ်။ဘာလဲဆိုရင်ယုတ်နဲ့နံဒီ2မျိုးပဲကာယ ानु ပတနာဆိုတာမြတ်စွာဘုရားကရူပပရိက္ခဟလို့ခေါ်တယ်ရုပ်ကိုတတိနဲ့မှတ်သားပြီးတော့ရုပ်ကိုတတိနဲ့အမှတ်ပြုပြီးတော့ပညာဉာဏ်နဲ့ရှုကြည့်ဖို့ဆိုပြီးကာယ ानु ပတနာရုပ်ကိုအဓိကထားပြီးတော့ဟောတယ်ဝေဒနာ ानु ပတနာနဲ့စိတ်တ ानु ပတနာကြတော့နာမပရိက္ခနံတရားတွေကိုရှုမှတ်ဖို့လို့ဆိုပြီးတော့ရှုမှတ်နည်းတစ်ခုပေးတယ်။ဓမ္မာ ानु ပတနာကြတော့ယုတ်နဲ့နံ2မျိုးစလုံးပေါင်းစပ်ပြီးတစ်ခါပေးတယ်။နောက်တနည်းအားဖြင့်ပြောကြအောင်ဆိုလို့ရှိရင်အလုံးယဉ်ဤပြီးဖြစ်တဲ့ခန္ဓာ၅ပါးလို့ဆိုပါစို့ခန္ဓာ၅ပါးဟာဝိပဿနာရှုဖို့အတွက်လုံလောက်တဲ့အနေထားမြတ်စွာဘုရား၅ပါးလို့ဟောခဲ့တာအဲ့ဒီမှာကာယ ानु ပတနာအဖြစ်ရူပခန္ဓာကိုအာယုံအဖြစ်ပြုပြီးတော့ဝိပဿနာရှုဖို့ကာယ ानु ပတနာကိုဟောတယ်ဝေဒနာခန္ဓာကိုရှုမှတ်ပွားများဖို့ဆိုပြီးတော့ဝေဒနာ ानु ပတနာကိုဟောတယ်ဝိညာဉ်နဲ့ခန္ဓာကိုရှုမှတ်ပွားများဖို့လို့ဆိုပြီးတော့စိတ်တ ानु ပတနာကိုဟောတယ်တင်ညက်ခန္ဓာနဲ့သင်္ခါရခန္ဓာလို့ဆိုတဲ့ဉာဏ်နဲ့ခန္ဓာ2ခုဥတည်ပြုပြီးတော့ရှုမှတ်ပွားများဖို့ဆိုပြီးတော့ဓမ္မာ ानु ပတနာကိုဟောတယ်လို့ဒီလိုလဲမှတ်သားလို့ရပါတယ်2မျိုးနဲ့မှတ်သားမယ်ဆိုရင်ရူပပရိက္ခရုပ်ကိုသိမ့်စည်းတယ်ဆိုတာရုပ်အလုံးကိုခြုံငုံသို့မဟုတ်ရုပ်ရဲ့သဘာဝတွေကိုခြုံငုံသိရုပ်ရဲ့သဘာဝတွေကိုပိုင်နိုင်သိပရိက္ခတတိနဲ့ယူပြီးတော့ပညာဖြင့်သိတာနာမပရိက္ခနန္တရားတွေရဲ့သဘာဝခြုံငုံသိမ့်စည်းပြီးတော့တတိနဲ့ရယူပြီးပညာနဲ့ပိုင်းခြားသိတယ်ရူပပရိက္ခနဲ့နာမပရိက္ခဝိပဿနာရှုเสียအာယုံဟာဒီနှစ်ခုပဲရှိပါတယ်ဒါမို့ဝိပဿနာရှုပြီဆိုလို့ရှိရင်တော့ရုပ်စစ်နဲ့နံတရားတွေကိုသာရှုဖို့လို့ရုပ်စစ်လို့ပြောတာဟာရုပ်အတုကရှိသလားလို့ဆိုရုပ်28ပါးကိုခွဲလိုက်တဲ့အခါမှာနိဗ္ဗာန်ရုပ်နဲ့အနိဗ္ဗာန်ရုပ်လို့2မျိုးခွဲထားတယ်နိဗ္ဗာန်ဆိုတာအကြောင်းတရားတွေကထုတ်လုပ်တဲ့ရုပ်ဆိုင်ရာအကြောင်းတရားတွေကထုတ်လုပ်တယ်အကြောင်းတရားတွေကထုတ်တယ်ဆိုတော့ရုပ်ထုတ်လုပ်တဲ့အကြောင်းတရားတွေကဘာလို့ဆိုကံစိတ်ဥတုအာဟာရကံကထုတ်လုပ်တဲ့ရုပ်ရှိတယ်စိတ်ကထုတ်လုပ်တဲ့ရုပ်ရှိတယ်ဥတုအာဟာရတို့ကထုတ်လုပ်တဲ့ရုပ်ရှိတယ်အဲ့ဒီလိုကံစိတ်ဥတုအာဟာရတို့ကထုတ်လုပ်ထားတဲ့ရုပ်မဟုတ်ဘဲနဲ့အဲ့ဒီရုပ်တွေနဲ့ဆက်သွယ်ပြီးတော့ခေါ်ရတဲ့ရုပ်တွေကိုအနိဗ္ဗာန်ရုပ်လို့ခေါ်တယ်အနိဗ္ဗာန်ရုပ်က10ခုနိဗ္ဗာန်ရုပ်က18ခု
ဝိပဿနာအာယုန်အနေနဲ့ရှုမှတ်တော့မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ရဲ့18ခုကိုရှုရတယ်လို့ဒီလိုပြောတာနိဗ္ဗာန်ရဲ့18ခုတွေကနေရှုရမယ်ရူပပရိက္ခနာမပရိက္ခဆိုတဲ့နေရာမှာလည်းပဲဝိပဿနာအာယုန်ဖြစ်နိုင်တဲ့နံတရားတွေကဘာတွေတော့ဆိုလောကီစိတ်တွေပဲဖြစ်ရလောကီစိတ်စေတသိက်တွေကိုသာရှုမှတ်ရလောကုတ္တရာစိတ်စေတသိက်ကလက်လန်းမမီဘူးဝိပဿနာရှုဖို့မဟုတ်ဘူးဒါကြောင့်မို့အထက်ကရာဆရာကြီးတွေကရှင်းရှင်းလေးပြောတာဝတ္တိအဘိနိဝေသောဝိဝတ္တိနအဘိနိဝေဝတ္တလို့ဆိုတာတန်တရားကိုဆင်းရဲနဲ့သက်ဆိုင်တဲ့တဘာဝတရားတွေကိုသာလျှင်ဝိပဿနာအာယုံဖြစ်ရှုမှတ်ရမယ်ဝိဝတ္တလို့ဆိုတဲ့လောကုတ္တရာတို့နိဗ္ဗာန်တို့ကိုရှုမှတ်ရမှာမဟုတ်ဘူးရှုမှတ်လည်းပဲကိုသိတာမှမဟုတ်ပဲအတွေ့အထင်တွေရှုလို့ရတဲ့တရားလည်းမဟုတ်ဘူးပေါ့ဒါကြောင့်မို့နာမပရိက္ခရူပပရိက္ခရုပ်ကိုသိသိတာနဲ့နာမ်ကိုသိသိတာသိသိတယ်ဆိုတာတတိနဲ့ဆွဲမှတ်ပြီးတော့ဉာဏ်နဲ့သိတာပြောတာအဲ့ဒီစကားလုံးတတိနဲ့တတိရယူပေးတာကိုဉာဏ်ကဆင်ញင်သုံးသပ်ပြီးတော့ဆုံးဖြတ်တာအဓိကအဖြစ်အနိကပြီးတော့လှုပ်တာတတိနဲ့ဉာဏ်ပဲတတိနဲ့ဉာဏ်လှုပ်ဖို့ရအတွက်တတိကယူပေးတာကိုတမာတိစွမ်းအားထိန်းညှိပေးတယ်ပေါ့ဒီသဘောလေးတွေကိုဆင်ញင်စဉ်းစားလို့ရှိရင်သဘာဝတရားဟာစွမ်းဆောင်မှုတွေမှာအသီးသီးရှိနေတာပါလားလို့ဒီလိုသဘောပေါက်ဖို့ပေါ့ဓမ္မနုပဒနာဆိုတဲ့နေရာမှာမြတ်စွာဘုရားအပိုင်း၅ပိုင်းခွဲပြီးတော့ဟောထားတာရှိတယ်အားလုံးသတိထားမိလိုက်မယ်ဏိဌာန်ပြောတဲ့အနေနဲ့ဘုန်းကြီးတို့ပြောခဲ့တာကာယ ानु ပဒနာကဝိပဿနာရဲ့တရားဓမ္မရဲ့အာယုံကမ္မထာရဲ့အာယုံဖြစ်14မျိုးဝေဒနာ ानु ပဒနာကြတော့တစ်လိုပဲရည်တွက်တယ်သို့သောဝေဒနာ ानु ပဒနာကိုမြတ်စွာဘုရားကဝေဒနာကို6မျိုးခွဲဟောတော့6လို့လည်းယူခြင်းရတယ်ပေါ့အဲ့တော့တစ်လိုပဲယူမယ်ဆိုလို့ရှိရင်တော့ခုနက14ခုနဲ့ဆို15ခုဖြစ်တယ်စိတ်ကိုလည်းမြတ်စွာဘုရားက16ခုလို့ခွဲခြားပြီးတော့ဟောတယ်သို့တော့အထက်ကရာဆရာကြီးကတစ်လိုပဲရည်တွက်ပြတယ်ဆိုလို့ရှိရင်တော့ခုနက14 15 16ဓမ္မ ानु ပဒနာကြတော့မြတ်စွာဘုရားကအပိုင်းအနေခွဲထားတာပါဠိတော်မှာပါတဲ့အပိုင်းက5ပိုင်းရှိတယ်အဲ့ဒီ5ပိုင်းနဲ့တွက်လိုက်လို့ရှိရင်21ဌာနကမ္မထာအာယုံ21မျိုးကိုမဟာတတိပဋ္ဌာန်သုတ်မှာခွဲခြားရှင်းလင်းပြီးတော့ဟောတယ်လို့ဒီလိုဆိုခဲ့သို့သောဝေဒနာကိုမြတ်စွာဘုရားက6မျိုးခွဲပြီးတော့ဟောတယ်စိတ်ကို16မျိုးခွဲပြီးတော့ဟောတယ်ဆိုတာနဲ့6မျိုး16မျိုးနဲ့တွေ့မယ်ဆိုလို့ရှိရင်တော့တစ်ခုစီယူပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကမ္မထာအာယုံပေါင်း44မျိုးဖြစ်နိုင်တယ်ပေါ့ကမ္မထာအာယုံပေါင်း44မျိုးတက္ကရာဆရာကြီးကခွဲထားတာသူက section လေးတွေကိုကြည့်ပြီးတော့ခွဲထားတာ21ဌာနဆိုသို့သောဝေဒနာ ानु ပဒနာကိုရှင်းတဲ့အခါမှာ6မျိုးနဲ့ရှင်းတယ်စိတ်ဓာ ानु ပဒနာကိုရှင်းတဲ့အခါမှာလည်း16မျိုးနဲ့ရှင်းတယ်အဲ့ဒီ916ပါထည့်ပြီးတော့ရေတွက်လိုက်မယ်1နဲ့မတွက်ဘဲနဲ့916နဲ့ရေတွက်မယ်ဆိုရင်44ဒီကနေ့ဓမ္မာ ानु ပဒနာဘုရားမြတ်စွာဟောကြားတဲ့တရားတွေအားလုံးဓမ္မဒီစကားလုံးကအလွန်ကျယ်ပြန့်တဲ့စကားလုံးဖြစ်တယ်အမတန်ကျယ်ဝန်းတယ်ကျယ်ဝန်းတဲ့အတွက်ကြောင့်ဆိုင်ရာဆက်ဆက်လာတဲ့စကားလုံးတွေနဲ့ပဲသူ့ကိုကန့်သတ်ပေးရတယ်ကန့်သတ်မှုမရှိဘူးဆိုလို့ရှိရင်လည်းမှားယွင်းနိုင်တဲ့အဓိပ္ပာယ်တွေဖော်ဆောင်သွားတတ်တယ်ဓမ္မဆိုတာရဲ့လူရင်းအဓိပ္ပာယ်လေးကတော့နေတ္တတနေစီဝမြတ်စွာဘုရားဆိုလိုရင်းကနေတ္တတနေစီဝတတ္တဝါမဟုတ်ဘူးဇီဝမဟုတ်ဘူးဒါအဓိကဓမ္မဆိုတာတတ္တဝါဘာလို့လို့ဆိုလူတွေကတတ္တဝါလို့ထင်နေတာဟုတ်လူတွေရဲ့တဏ္ဍမှာဖြစ်နေတဲ့သဘာဝတရားတွေကိုတတ္တဝါလို့အောက်မေ့တယ်ဇီဝလို့အောက်မေ့တယ်တတ္တဇီဝမဟုတ်ဘူးလို့ဆိုတာ
အဓိကအမတန်မှအရေးကြီးလို့နေတ္တတနေစီဝါသို့သောဆိုင်ရာတွဲဖက်ပြီးတော့နားလည်ရမယ်ဆိုရင်ဓမ္မရဲ့ definition စကားလုံးကပြောတဲ့ဟာဓမ္မဆိုတာသူ့သဘောသူဆောင်နေဆိုင်ရာသဘာဝတရားလေးတွေသူ့လက္ခဏာသူ့အသွင်တဏ္ဍာကိုသူ့ဟာသူဆောင်းနေတဲ့စစ်မှန်တဲ့တရားလို့ဒီလိုအဓိပ္ပာယ်ရအဲ့ဒီအဓိပ္ပာယ်နဲ့ယူမယ်ဆိုလို့ရှိရင်ဓမ္မဆိုတဲ့စကားလုံးအောက်မှာမပါဝင်တဲ့တရားမရှိသလောက်ပဲကုသိုလ်လည်းဓမ္မပဲအကုသိုလ်ကလည်းဓမ္မပဲကုသိုလ်အကုသိုလ်မှတပါးဝိပက္ခရိယာယုတ်ဆိုတာတွေလည်းဓမ္မပဲနိဗ္ဗာန်လည်းဓမ္မပဲပညာလည်းဓမ္မပဲအဲ့တော့ဓမ္မဆိုတဲ့စကားလုံးဟာအားလုံးကိုကာဗာဖြစ်တယ်ခြုံမိငုံမိတယ်ဒီနေရာကြတော့သလက္ခဏံဒါရိတိတိဓမ္မောလို့ဆိုတဲ့ပရမတ္ထသဘာဝတရားတွေအားလုံးဟာကိုယ်ပိုင်လက္ခဏာတွေရှိနေတာဖြစ်သောကြောင့်ဒီဓမ္မဆိုတဲ့စကားလုံးဟာအားလုံးကိုခြုံတယ်ဒါမှမဟုတ်အကုသိုလ်ကိုလည်းဓမ္မကုသိုလ်ကိုလည်းဓမ္မကုသလာဓမ္မအကုသလာဓမ္မဝိပက္ခရိယာယုတ်တရားတွေနိဗ္ဗာန်အပါဝင်အပြာကတာဓမ္မလို့ဒီလိုဓမ္မအနေနဲ့ပဲမြတ်စွာဘုရားဟောတယ်သို့သောဓမ္မံတရဏံကိစ္ဆာမိဆိုတဲ့ဓမ္မကြတော့ဒါတွေအကုန်မပါဘူးအကုန်ပါမယ်ဆိုရင်အကုသလံဓမ္မံတရဏံကိစ္ဆာမိဖြစ်သွားမှာပေါ့မပါဘူးအဲ့ဒါကြတော့ဓမ္မံတရဏံကိစ္ဆာမိကြတော့အဓိကဘာနဲ့ပါဘူးဆိုလိုတာတော့ဆိုမဲ့၄ပါးရဲ့ဖို့၄ပါးရဲ့နိဗ္ဗာန်အတိပ္ပယ်ကလည်းကိုယ်သဘောကိုယ်ဆောင်ဆိုတာမဟုတ်ဘူးဘာတော့ဒီတရားကိုလက်နာကျင့်သုံးမယ်သို့မဟုတ်ဒီသဘာဝတရားမိမိတဏ္ဍာမှာဖြစ်ပေါ်သွားပြီဆိုလို့ရှိရင်အပယ်လေးပုံမကြရအောင်ဆွဲထားတဲ့တတ္တိရှိတယ်လို့ပြောတယ်စတုတုပါယေတုအပ္ပတမာနေအတ္တနံဓာရင်တိစတုတုပါယေတုအပ္ပတမာနေအတ္တနံဓာရင်တိဆိုကိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ်သို့မဟုတ်ဒီသဘာဝတရားတွေမိမိတဏ္ဍာမှာရှိနေတဲ့ပုဂ္ဂိုလ်ဒီမဲ့လေးပါးဖို့လေးပါးနိဗ္ဗာန်ဆိုတဲ့သဘာဝတရားတွေတစ်ခုခုမိမိတဏ္ဍာမှာရှိပြီဆိုလို့ရှိရင်စတုတုပါယေတုအပ္ပတမာနိကတ္တဝါဓာရိတိအပယ်လေးပုံမကြရအောင်ဆွဲထားတယ်လို့ဆိုတယ်ဒါသူအဲ့ဒါဓမ္မံတရဏံကိစ္ဆာမိမှာလာတဲ့ဓမ္မကျန်တဲ့မြတ်စွာဘုရားဟောတဲ့ဒေသနာဓမ္မတွေကအဲ့ဒီမဲ့လေးတန်ဖုံလေးတန်နိဗ္ဗာန်ကိုဥတည်ထားတာဖြစ်သောကြောင့်သူတို့ကိုလည်းအလျော်အားဖြင့်ပရိယတ္တိဓမ္မကိုလည်းပဲဓမ္မလို့ပဲခေါ်ဓမ္မံတရဏံကိစ္ဆာမိထဲမှာထည့်ရပါတယ်ဒီလိုနားလည်ရတယ်ပေါ့ဒီကနေ့ဓမ္မာနုပဒနာကြတော့ရုပ်တွေလည်းပါတယ်နာမ်တွေလည်းပါတယ်အလုံးကိုခြုံငုံပြီးတော့မြတ်စွာဘုရားဟောတယ်သို့တော့မြတ်စွာဘုရားကအပိုင်း၅ပိုင်းခွဲလိုက်တယ်အပိုင်း၅ပိုင်းခွဲတာဘာလို့ခွဲတော့ဆိုအရေးကြီးတာပြောတာအရေးမကြီးတာလေလောကမှာအရေးကြီးတာနဲ့မကြီးတာအမြဲတမ်းပဲခွဲခြားနိုင်ရမယ်ပေါ့နော်ကိစ္စရှိတောင်မှပဲဟာဒီကိစ္စအရေးကြီးတယ်ဒီကိစ္စအရေးမကြီးဘူးဒါအရေးပါတယ်ဒါအရေးမပါဘူးဆိုတာရှိတယ်မဟုတ်လားသဘာဝတရားတွေထဲမှာလည်းဒီသဘာဝတရားအရေးကြီးတယ်ဒါကတလောက်အရေးမကြီးဘူးအရေးကြီးတာကိုဦးစားပေးရဓမ္မဆိုတဲ့စကားလုံးကအလွန်ကျယ်ဝန်းနေတော့ကြည့်မြတ်စွာဘုရားကနံပါတ်1ဓမ္မအုပ်စုဘာပြောလဲဆိုရင်နိဝရဏပပ္ပဒီသမထကျင့်စဉ်မဲ့ကျင့်ဝိပဿနာအကျင့်မဲ့ကျင့်ဟောဒီနိဝရဏတရားတွေကကန့်လန့်ကြီးခန်းနေတာသူတို့ကိုမဖယ်ဘဲနဲ့ဘယ်လို့မှမရဘုန်းကြီးတို့မြို့ကြီးတွေမှာရေမြောင်းတွေပိတ်ဆို့နေပြီဆိုလို့ရှိရင်ရေတွေမရှမ်းဘူးလားအေးရေတွေပိတ်ဆို့နေတော့ block ဖြစ်နေတယ်လို့ခေါ်ကြတယ်ရင်တန်းမှာလည်းတခါတလေကားတွေဟာ jam ဖြစ်နေတယ်လို့ပြောကြတယ်ပိတ်ဆို့နေပြီဆိုရင်ရှစ်တိုးလို့ရသေးလားမရဘူးနိဝရဏတရားတွေဟာလည်းဒီလိုပဲသူကပိတ်ဆို့တတ်တယ်ဒါကြောင့်မို့နိဝရဏဆိုတဲ့အဓိပ္ပာယ်ကပိတ်ဆို့ခြင်းပဲအင်္ဂလိပ်လိုပြန်တော့ hindrance လို့ပြန် hinder ဆိုတာအပိတ်အဆို့ block လုပ်တာပိတ်သွားဘာတွေကိုပိတ်ထားတုံးဆိုတာကောင်းတဲ့သဘာဝတရားတွေမရအောင်စိတ်ထဲမှာပေါ်လာနိုင်မပေါ်လာနိုင်အောင်ပိတ်ပစ်ထားတာမကောင်းတာတွေတော့ပေါ်တာပေါ့
ကောင်းတဲ့သဘာဝတရားတွေဝင်လာနိုင်မှုမရှိအောင်ပိတ်ဆို့ထားတဲ့အတားအဆီးကြီးတစ်ခုတဲ့ကဲဘလောက်ရေးကြည့်တော့နိဗ္ဗာန်ခရီးကိုတက်လန်းတော့မယ်ဆိုရင်ဒီအပိတ်ဆို့ကြီးမဖယ်ရှားဘူးစုပ်ပိတ်ထားတာကြီးကိုမဖယ်ဘဲနဲ့မဖွင့်ဘဲနဲ့ရှေ့တိုးလို့ရမလားမရပါဘူးဒါကြောင့်မို့ဓမ္မနုပဒနာမှာအဲ့ဒါသိဖို့သိအရေးကြီးတယ်ဆိုပြီးမြတ်စွာဘုရားနံပါတ် 1ထားပြီးတော့နိဝရဏတရားဟောတာဒါသိပြီး reasonable ဖြစ်တယ်ယုတ်တိရှိတယ်ခုခေတ်စကားနဲ့ပြော logical ပေါ့တကယ်ယုတ်တိရှိတယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေကကိုယ်ကသာသဘောမပေါက်တာဘုရားဟောတာအမတန်မှအကြောင်းကျိုးအမတန်စီလျော်တယ်ကြည်နိဝရဏတရားအပိစ္ဆုတရားတွေဟာအလုံးသိကြတဲ့အတိုင်းနိဝရဏဆိုတာနံပါတ် 1ကကာမိစ္ဆန္ဒကာမဆိုတာလူချင်းစရာအာယုန်တွေကိုဆန္ဒလူချင်းတာလူချင်းစရာအာယုန်တွေနဲ့ပတ်သက်ပြီးတော့လူချင်းနေတာဆိုတာဘာလို့ဆိုလောဘလူချင်းစရာအာယုန်တွေကိုတက်မဲ့တွေ့တာပြီးတော့လူချင်းနေတဲ့ဒီသဘာဝတရားသည်ကုသိုလ်စိတ်ဖြစ်ဖို့ပိတ်ဆို့တယ်ပိတ်ဆို့ရင်မကဘူးဒီနိဝရဏတရားလွှမ်းဖိထားပြီဆိုလို့ရှိရင်စိတ်ဟာညစ်နူးသွားတယ်စိတ်တွေဟာညစ်ညူးတယ်ပူလောင်တယ်စိတ်တွေဟာအညစ်အကြေးတွေဖိနေသည့်အတွက်ကြောင့်ပညာယဒုပ္ပလိကရဏအသိပညာပိုင်ပိုင်ခြားခြားသဘာဝတရားကိုသိဖို့ဆိုတဲ့အသိဉာဏ်တွေကလည်းအားပြော့သွားတယ်နော်မရှိတဲ့လူဆိုအားပြော့တာလည်းမဟုတ်ဘူးလုံးဝပျောက်သွားမှာပေါ့ပညာယဒုပ္ပလိကရဏီမြတ်စွာဘုရားသုံးထားတဲ့စကားလုံးတွေတခုနိဝရဏတရားဟာစေတသောဥပ္ပခိလေတိတဲ့ဖြူစင်းနေတဲ့စိတ်ကလေးကိုမဲညစ်သွားအောင်လုပ်ပြတယ်တဲ့ပညာယဒုပ္ပလိကရဏီသဘာဝတရားတွေကိုမှန်မှန်ကန်ကန်ပိုင်ပိုင်ခြားခြားကွဲကွဲပြားပြားသိတတ်တဲ့သဘာဝတရားကိုလည်းအားပြော့သွားအောင်လုပ်တယ်တဲ့အားမရှိတော့အောင်လုပ်တယ်အားမရှိဘူးဆိုဘာလို့မဖြစ်တော့ဘူးပေါ့ပညာရဲ့စွမ်းဆောင်မှုတွေမရှိတော့ဘူးလို့ဒါပြောတာပဲအဲ့တော့သူတို့မဖယ်ရှားဘဲနဲ့နိဗ္ဗာန်တကားဘဝရောက်ဖို့ဆိုတာဖြစ်နိုင်မှာဖြစ်နိုင်ပါဘူးဗျာဒါကြောင့်မို့ဓမ္မနုပဒနာမှာဒါအရေးကြီးတယ်ဆိုတော့မြတ်စွာဘုရားဒီဓမ္မနုပဒနာမှာဒါအစဟောကဲကောင်းပြီနိဝရဏကာမိစ္ဆန္ဒဒုတိယကဖြာပါရလူတွေဟာလိုချင်တာကိုရလို့ရှိရင်လောဘမရဘူးဆိုရင်ဘာဖြစ်လဲဒေါသဖြစ်တယ်ဟောလောဘနဲ့ဒေါသလားနေမှာပဲကိုလိုချင်တာလေးဆုံးရှုံးသွားရင်ရောဒေါသပဲလာမှာပဲခံစားချက်ကတော့ဒေါမနတဝေဒနာပေါ့နော်အေးဒါကြောင့်မို့လို့ကာမိစ္ဆန္ဒပြီးတော့ဖြာပါရတဲ့ဒါနှစ်ခုတွဲပြထားတာနောက်တစ်ခုကစိတ်ဓာတ်ဟာကုသိုလ်ရေးတွေမှာအပြော့ပြီးတွန့်ဆုတ်သွားတာဘယ်သူတွေကတွန့်ဆုတ်စေတာတုံးဆိုထိနမိတ်တာဒီသဘာဝနှစ်ခုဟာတွဲဖက်ပြီးတော့စိတ်အားတွေကိုရော့ကျသွားအောင်လုပ်တယ်ရော့ကျသွားတာနဲ့တပြိုင်နက် block ဖြစ်သွားတယ်အားမရှိတော့ဉာဏ်နေလဲတုံးသွားတယ်ထိနမိတ်တာဥဒ္ဒစ္စဂုတ်ဂုတ်ဆတဲ့စိတ်လေးဟာယက်တီလျာမရငြိမ်သက်မှုမရှိဘူးတဲ့အာယုန်တွေပေါ်မှာပြန့်လွင့်နေတယ်လူတွေကပြောကြတယ်ငါစိတ်တွေလေးနေတယ်နဲ့ပြောကြတခါတလေစွစီလို့မရဘူးစိတ်တွေမှာပူပန်းနေတယ်နောက်တစ်ခုကဝိသိကိစ္စတဲ့ကိုလုပ်တဲ့အလုပ်ပေါ်မှာဖြစ်စေတရားဓမ္မပေါ်မှာဖြစ်စေတွေးလိုက်တာနဲ့တပြိုင်နက်မဝေခွဲနိုင်တော့မတွေးပဲနေတော့အကောင်သားတွေးလိုက်တာနဲ့မဝေခွဲနိုင်မဆုံးဖြတ်နိုင်လမ်းဆောင်ရောက်သွားတဲ့လူတယောက်ဟာဒီဘက်လမ်းလိုက်ရမလားဟိုဘက်လမ်းလိုက်ရမလားမရောက်ဘူးတဲ့နေရာဆိုမတွေးပေဘူးလားတွေးပါဘူးဗျာအေးအဲ့ဒါလို့တန်တရားကြီးဖြစ်ပေါ်စေတတ်တယ်ဝိသိကိစ္စဖြစ်ပေါ်လာတယ်အဲ့ဒါတွေဟာနိဝရဏတရားတွေပဲအဲ့ဒီနိဝရဏတရားတွေနဲ့ပတ်သက်ပြီးဓမ္မနုပဒနာအကျင့်ကိုကျင့်ဖို့မြတ်စွာဘုရားအချက်ကလေးတွေပေးထားတယ်နံပါတ် 1 ဆင်ញင်ရမှာကဘာတော့ငါတဏ္ဍမှာနှစ်သက်စရာအာယုန်တွေကိုလိုချင်နေတဲ့လိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တွေ့တာမမောနေတဲ့ကာမိစ္ဆန္ဒရှိသလားဒါနံပါတ် 1ရှုမှတ်ရမှာဟုတ်ကဲ့လားငါတဏ္ဍမှာဒီကာမိစ္ဆန္ဒဆိုတာရှိသလားအဲ့တော့ရှိသလားဆိုတာအခုဖြစ်နေတာကိုပြောတာမဟုတ်ဘူးခဏခဏမကြာဖြစ်လို့ရှိသလားပြောတာဆိုပါစို့
လူတွေကသွေးတို့ယောဂရှိတယ်ဒါပေမဲ့အချိန်မရွေးသွေးတက်တာဟုတ်ကဲ့လား pressure အချိန်မရွေးမတက်ဘူးသို့တော့အဲ့ဒီလူကဘယ်လိုပြောသူသွေးတို့ရှိတယ်လို့ပဲပြောမှာပဲစီးချိုယောဂရှိတဲ့လူကလည်းသူစီးချိုအမြဲတက်တာဟုတ်ကဲ့လားတက်မတက်တာစားရင်တော့တက်မှာနော်အဲ့ဒါလို့မတက်တာစားရင်တက်လာရတဲ့သဘောကိုပြောတာဒီမှာလဲကာမိဆန္ဒကသူကသူအိတ်နေပဲကာမိဆန္ဒဖြစ်နော်နှစ်သက်စရာအာယုန်လေးတစ်ခုတွေးလိုက်လို့ရှိရင်ဒီဆန္ဒကဘွားကနေပေါ်လာဟောအဲ့ဒါဆိုရင်ရှိနေတယ်လို့ပြောရမယ်မပြောရမေဘူးလားယောဂများလို့ပဲစီးကြိုရှိတယ်သွေးတိုးရှိတယ်ဗာရှိတယ်ညာရှိတယ်ပြောတကယ်အခုလောလောဆယ်ရှိနာလားလို့ဆိုတော့အဲ့လိုတော့မဟုတ်ဘူးပေါ့ဒါကြောင့်မို့လို့အဘိနသမုဒ္ဒစာရမကြမပြတ်ဖြစ်နေတာမျိုးဆိုလို့ပဲအဲ့ဒါလေးကိုဆင်ញင်သုံးသပ်ကြည့်ကိုမပယ်ရသေးဘူးဆိုရင်ငါတဏ္ဍမှာကာမိဆန္ဒဆိုတာတွေရှိသလားနောက်တစ်ခုစဉ်းစားရမှာကာမိဆန္ဒဆိုတာမရှိဘူးလားဒါကိုယ့်ကိုဖြေထွက်ရမယ်ဟုတ်ကဲ့လားဆင်ញင်သုံးသပ်တာကဒီဆင်ញင်သုံးသပ်မှုလေးကရှိသလားမရှိဘူးလားတွေးတာလေးကကမ္မထမ်းဟုတ်ပါမလားလို့တချို့ကထင်ကောင်းထင်လိမ့်မယ်သိအရေးကြီးတဲ့ကမ္မထမ်းပဲဒါ contemplation လို့ခေါ်တယ်အနုပဒနာဓမ္မဆင်ញင်သုံးသပ်တယ်ဒီလိုမှမတွေးဘဲနဲ့ရှိမရှိသိပါအောင်သိပါပါဗျာလူတွေကတော့တွေးတယ်ပါတွေးတော့ဟဲ့အိမ်ကမိဖို့ကြောင့်ထဲမှာဆံကလေးမှရှိသေးရဲ့လားပလင်းနဲ့စီကလေးရှိသေးလားမကြည့်ဘူးလားအဲ့လိုရှိရင်မရှိရင်ဈေးသွားအမှာလေအဲ့ဒါတော့သိတယ်ပေါ့သို့တော့ငါစိတ်ထဲမှာကာမိဆန္ဒရှိသလားဒါလည်းတွေးရမယ်ဟာကိစ္စတစ်ခုပဲเนาะဒါကြတော့တွေးတဲ့လူအမတန်မနှဲပေဘူးလားနှဲပါဗျာခုနကဆန်ရှိလားမရှိလားတွေးလို့ရှိရင်မရှိဘူးဆိုဈေးဝယ်သွားမယ်ရှိတယ်ဆိုလို့ရှိရင်လည်းဒီနေ့တော့နားလို့ရတယ်ဘယ်နည်းစာရှိသေးတယ်မသိနိုင်ဘူးလားသိနိုင်ပါဗျာအဲ့ဒါမျိုးလိုပဲကာမိဆန္ဒရှိသလားမရှိဘူးလားစဉ်းစားရှိနေရင်ပယ်ဖို့ကြိုးစားရမယ်လေဒါပေါ့ကောင်းပြီအဲ့ဒီနှစ်ချက်ကိုစဉ်းစားတဲ့စဉ်းစားပြီးတဲ့အခါမှာရှိတယ်ဆိုတဲ့အဖြေလေးထုတ်လာတယ်ရှိတယ်ဆိုတဲ့အဖြေကလေးထွက်လာလို့ရှင်ဘာကြောင့်ရှိနေရတာလဲသွေးတို့ဖြစ်တယ်ဘာကြောင့်ဖြစ်ရတာလဲစီးကြိုဘာကြောင့်ဖြစ်ရတာလဲအကြောင်းမရှာသင်ဘူးလားဒီမှာလဲမြတ်စွာဘုရားကဟောကာမိဆန္ဒနဲ့ပတ်သက်ပြီးတော့ဓမ္မ ानु ပဒနာကျင့်စဉ်ကျင့်တဲ့အခါဘာကြောင့်ဒီကာမိဆန္ဒဟာဖြစ်နေရတာလဲဆိုတာကိုစဉ်းစားပါဆင်ញင်သုံးသပ်ပါနောက်တစ်ခါမဖြစ်သေးတဲ့ကာမိဆန္ဒတွေငါတဏ္ဍမှာဘာကြောင့်ဖြစ်နေတယ်လဲဆင်ញင်သုံးသပ်တယ်လို့ဖြစ်လာတဲ့ကာမိဆန္ဒတွေကိုဘယ်နည်းနဲ့ဖယ်ရှားမလဲဟောဒါလည်းဆင်ញင်သုံးသပ်ရမယ်နော်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းသိရမယ်ဘယ်လိုဖယ်ရှားရမယ်ဆိုတာလည်းသိရမယ်နောက်တခါတည်းအပြီးသက်ဖယ်ရှားမှုဆိုတာကိုလည်းသိရမယ်ဟောသိရမယ်အချက်ပေါင်း5ချက်ရှိတယ်ဒါဓမ္မ ानु ပဒနာနော်ဓမ္မ ानु ပဒနာ5ချက်ဒီကာမိဆန္ဒနဲ့ပတ်သက်ပြီးတော့5ချက်ဒါလေးကိုမှတ်လိုက်ရင်ကျန်တာတွေအကျယ်ပြောစရာမလိုတော့ဘူးပေါ့နော်ဘုန်းကြီးတို့အနှစ်ချုပ်ကလေးတွေဟောတာဖြစ်လို့အကျယ်ကြီးပြောမယ်ဆိုရင်ဒီနိဝရဏတွေပဲတညလောက်ဟောရလိမ့်မယ်သဘောဖြစ်တယ်နော်ကဲဒီကနေ့တော့အပိဓာဟောမှာဖြစ်သည့်အတွက်ကြောင့်ကာမိဆန္ဒငါတဏ္ဍမှာရှိသလားနံပါတ်1မရှိဘူးလားနံပါတ်2ဘာဖြစ်လို့ရှိနေရတာလဲဘယ်လိုဖယ်ရှားမလဲနံပါတ်3နံပါတ်4တခါတည်းအပိဓာဖယ်ရှားနည်းကဘာလဲအပိဓာဖယ်ရှားနိုင်တဲ့တရားကဘာလဲဟောတာတွေကိုသိအောင်ကြိုးစားရမယ်အရေးအမြတ်လေးကိုပြောမယ်ဆိုလို့ရှိသလားမရှိဘူးလားဆိုတာကတော့သူ့ပေါ်မှာဆင်ញင်သုံးသပ်မှုတစ်ခုပဲเนาะကဲဘာကြောင့်ရှိရတာတုံးလို့မေးလို့ရှိရခြင်းအကြောင်းတရားကမြတ်စွာဘုရားကပေးထားတယ်ဒီမဟာသရိပ္ပံသုတ်မှာတော့ဒါကိုမဟောတော့ဘူးမြတ်စွာဘုရားတခြားသုတ်တန်မှာဘာတော့ဆိုရင်သုဘနိမိတ်တံအာယောနိသောမနတိကရောတော်တင့်တယ်လို့စိတ်ထဲကသတ်မှတ်ထားတဲ့အာယုံစိတ်ထဲကအတွေးအကြံလှတယ်လို့တင့်တယ်လို့ယူဆတဲ့အာယုံကိုမသိမတင်နှလုံးသွင်းလို့ရှိရင်တဲ့မဖြစ်သေးတဲ့ကာမိဆန္ဒတွေဖြစ်လာတယ်ဟုတ်တယ်လေလိုချင်စရာအာယုံကိုကြည့်ရင်လူတွေပြောလားဟာမလီလှလိုက်တာလို့ဆိုလှလိုက်တာလို့တွေးလိုက်တာနဲ့တပြိုင်နက်လိုချင်မှုတွေတိုးတက်မသွားဘူးလားတိုးတက်သွားလား
အဲ့ဒီလှလိုက်တာဆိုတဲ့အတွေးအကြံလေးဟာတဘာဝအမှန်ကိုသိတာမဟုတ်ဘူးတဘာဝအမှန်ကိုမသိတာမဟုတ်သည့်အတွက်ကြောင့်အပေါ်ယံလေးကြည့်ပြီးတော့လှလိုက်တာလို့ဒီအတွေးလေးအာယောနိသောမနတိကာရစိတ်ထဲမှာမသိမတင်နှလုံးသွင်းမိတာလေးချောင်းမို့လို့မဖြစ်သေးတဲ့ကာမိဆန္ဒတွေဖြစ်လာတယ်မဖြစ်သေးတာတွေဖြစ်ုံမကဘူးဖြစ်ပြီးသားကာမိဆန္ဒတွေလည်းတိုးလာတယ်ဟောဒီလိုဖြစ်တာเนาะဒါဖြင့်ဒီကာမိဆန္ဒကိုဘာနဲ့ဖယ်ရှားမတုံးဆိုလို့ရှိရင်မလှဘူးဆိုတဲ့အတွေးကိုမှန်မှန်ကန်ကန်တွေးတတ်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီအတွေးနဲ့ပဲဖယ်ရှားမယ်အတုပတင်ညာအတုပနမိတ်မလှပါဘူးခန္ဓာကိုယ်ရဲ့တင့်တယ်မှုရွံ့ရှာမှုမရှိတဲ့သဘာဝတရားအခြေအနေတွေကိုစဉ်းစားဆင်ခြင်မဲ့ဆိုပါစို့ပန်းလေးတစ်ပွင့်လှလိုက်တာလို့ဆိုတဲ့အချိန်မှာဒီပန်းလေးကမကြခင်နွမ်းသွားမှာပဲလှပမှုဆိုတာတခဏပဲလို့ဆင်ခြင်သုံးသပ်လိုက်လို့ရှိရင်ကာမိဆန္ဒတွေပို့ပြီးတော့တိုးနိုင်ပါမလားမတိုးနိုင်ဘူးတဲ့မလှပတဲ့အခြေအနေတစ်ခုကိုနှလုံးသွင်းပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဖြစ်လာတဲ့ကာမိဆန္ဒကိုရှော့ချနိုင်တယ်ရှော့ချရင်လည်းကောင်းနောက်ဆုံးဖယ်ရှားနိုင်တယ်အကျွင်းသက်ပယ်ဖြစ်နိုင်တာတော့ကာမိဆန္ဒဆိုတာကိုအကျွင်းသက်အကျွင်းမဲ့ဖယ်ရှားနိုင်တာကတော့အနာဂါမိမဲ့နဲ့မှဖယ်ရှားလို့ရမှာပေါ့နော်အဲ့ဒါလို့အနာဂါမိမဲ့နဲ့မှဖယ်ရှားလို့ရမယ်ကဲကောင်းပြီထို့တူပဲနောက်ဗျာပါဒစဉ်းစားလိုက်တဲ့ဗျာပါဒဆိုတဲ့និဝရဏတရားဟာငါးတဏ္ဍာမှာရှိသလားမရှိဘူးလားဘာကြောင့်ရှိနေတာလဲဘယ်လိုဖယ်ရှားမလဲဘာနဲ့ပဲသူဟာနောက်ဆုံးထပ်မပေါ်အောင်ဘာနဲ့လုပ်ရမလဲဟောဒီ၅ချက်ဒီ၅ချက်ကိုဆင်ញင်သုံးသပ်ခြင်းအပြင်အဖြေမထွက်နိုင်ဘူးလားထွက်နိုင်တယ်နော်အဖြေထွက်လာအောင်ဓမ္မနုပဒနာဓမ္မကိုရှုမှတ်ဆင်ញင်တာဟောထို့တူပဲဌိနမိတ်တာဒီဌိနမိတ်တာဆိုတာကောင်းတဲ့အလုပ်တွေလုပ်နေတယ်တရားထုတ်နေတယ်တရားနာနေတယ်စသဖြင့်ဒီလိုလုပ်နေတဲ့နေရာမှာပြင်းလာတယ်စိတ်ဝင်စားမှုအားနည်းလာတယ်ရော့ကျလာတယ်ဒါတွေကဌိနမိတ်တာလို့ခေါ်တာပဲเนาะစိတ်အားထက်သန်မှုတွေမရှိတော့ပျော့ကျသွားပြီဒီပျော့ကျသွားမှုကဘာကြောင့်ဖြစ်တာတုံးဆိုရှင်းလို့ပဲပြင်းလို့ဖြစ်တာဟုတ်လားပြင်းစိတ်ကလေးဝင်လာလို့ရှိရင်ဌိနမိတ်တာလာတာပဲလေဒါကြောင့်တန်ဒီတဲ့ဝိသံပိတာတဲ့တန်ဒီဆိုတာပြင်းတာအရတိမပျော်ဘူးကလုံးနေတဲ့အလုပ်ပေါ်မှာစိတ်ကမမွေ့လျော်မပျော်ဘူးမပျော်ဘူးတန်ဒီပြင်းလာအဲ့ဒါဟာဌိနမိတ်တာဖြစ်ခြင်းအကြောင်းပဲအတိုင်းပဲဥဒိစ္စကုက္ကုစဒီတိုင်းပဲ၅ချက်ဆင်ញင်သုံးသပ်ပြီးတော့အဖြေထုတ်သွားတာအဲ့ဒီအဖြေထွက်အောင်ဟာဒီအနုပဒနာလို့ဆိုရဲအဖမှန်ထက်တတိကပ်ပြီးတော့ဉာဏ်နဲ့ကြည်ခြင်းဆိုတာမှမရှိရင်အဖြေထွက်နိုင်ပါမလားမထွက်နိုင်ဘူးဓမ္မနုပဒနာဆိုတာအဖြေထုတ်နိုင်အောင်လို့ကြည့်ပေးရမယ်ဒါကိုပြောတာဖြေထုတ်နိုင်လို့ရှိရင်ဟောဒီនិဝရဏတရားတွေဖယ်ရှားပြီးသားဖြစ်သွားထို့တူပဲဥဒိစ္စကုက္ကုစစိတ်လေးနေတာတွေကုက္ကုစစိတ်ထဲမှာပူပန်နေတာတွေဝိသိကိစ္စတန်တရားဖြစ်နေတာတွေဒါတွေကိုလည်းအဖြေထုတ်ငါးတဏ္ဍာမှာရှိသလားမရှိဘူးလားဘာကြောင့်ရှိနေတာလဲဘယ်လိုလုပ်ရင်ဖယ်ရှားလို့ရမလဲအပိဓာဖယ်ရှားတာကနောက်ထပ်မပေါ်အောင်ဖယ်ရှားတာကဘာလဲဟောအဲ့ဒီ၅ချက်နဲ့ဆင်ញင်သုံးသပ်ပြီးတော့និဝရဏတရား၅ပါးကိုဆင်ញင်သုံးသပ်ဖို့ဆိုပြီးတော့မြတ်စွာဘုရားပထမ section မှာဓမ္မနုပဒနာရဲ့နံပါတ်1ပထမ section မှာဒီလိုဟောထားတယ်ကျန်တာကတော့ပုံမှန်တိုင်းပဲဒီဓမ္မကိုရှုမှတ်တဲ့အခါမှာကိုယ်တဏ္ဍာမှာဖြစ်တဲ့និဝရဏပဲဖြစ်စေသူများတဏ္ဍာမှာဖြစ်တဲ့និဝရဏပဲဖြစ်စေသူတဏ္ဍာဖြစ်တာရောကိုယ်တဏ္ဍာဖြစ်တာရောနှမျိုးလုံးပဲဖြစ်စေဒီလိုရှုမှတ်ရမယ်ရှုမှတ်တဲ့အခါမှာခုနကဖြစ်လာတာကိုလည်းမြင်မယ်ပြတ်သွားတာကိုလည်းမြင်မယ်သို့မဟုတ်ဖြစ်ခြင်းအကြောင်းတရားကိုလည်းမြင်မယ်ပြတ်ခြင်းရဲ့အကြောင်းတရားကိုလည်းမြင်မယ်အဖြစ်ပြက်နှမျိုးစလုံးကိုလည်းမြင်နိုင်တယ်ပေါ့နောက်ဆုံးនិဝရဏတရားတွေပေါ်မှာတတိကလေးကတ်နေတယ်ကိုယ်တဏ္ဍာမှာဖြစ်တတ်တဲ့ကာမိဆန္ဒလေးပေါ်မှာသို့မဟုတ်ဗျာပါဒလေးပေါ်မှာဉာဏ်နဲ့និဝရဏတွေပေါ်မှာတတိလေးကတ်ထားတယ်တတိကတ်နေတဲ့ဖြင့်
နိဝရဏရဲ့သဘောတရားတွေပို့ပြီးတော့သိလာတယ်နိဝရဏတရားတွေကိုအနိကပ်ပို့ပြီးတော့လေ့လာသိရှိလာတယ်ဆိုတဲ့အကျိုးတရားတွေရတယ်အဲ့ဒါလိုအကျိုးတရားတွေရလာတဲ့အခါကျတော့အနိတိတောစဝိဟရတိတဏှာအတွေးတွေမလာဘူးမှားယွင်းတဲ့အတွေးတွေမလာတော့ဘူးမလာသည့်အတွက်ကြောင့်နသကိဉ္စီလောကေဥပါတိယတိလောကအပေါ်မှာဘာကိုမှတွေ့ကပ်နေတာမရှိတော့ဘူးဥပါဒံဆိုတဲ့အစွဲလန်းတွေဟာလုံးဝကင်းသွားတယ်ကင်းသွားလို့ရှိရင်အနုပါဒဝိမောက်ခေါ်စိတ်ကလေးကလွတ်မြောက်သွားတယ်ဒီကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားဒီမှာဟောတာအဲ့တော့အားလုံးဟာအဖြေထုတ်တဲ့အခါတူတူကြီးပဲเนาะဒါကြောင့်မို့မြတ်စွာဘုရားဧကယနောလို့ပြောတာလေလမ်းကြောင်းကဒီလမ်းကြောင်းပဲဒီဘက်ကိုသွားရမှာဒါဒီအဖြေမထုတ်နိုင်ဘူးဆိုရင်ကိုကျင့်တယ်မပေါက်ရောက်သေးဘူးမဟန်သေးဘူးပေါ့ဘယ်လမ်းကရှောက်ပေါက်လာတဲ့အခါကျတော့သူ့ကိုဗဟုပြုထားတယ်ဆိုရင်ဒီလမ်းပဲပေါက်မှာပေါ့ဒီလိုပဲဖြစ်ရမှာပေါ့ဥပမာမဲ့ရွှေတကုံဘုရားကြီးကိုသွားတာတောင်ဘက်ကသွားအရှေ့ဘက်ကသွားအနောက်ဘက်ကသွားအရာလေးမျက်နှာဘက်ကသွားခြင်းဟာသွားရွှေတကုံဘုရားကိုဥတီပေါက်ရောက်တဲ့လမ်းပေါ်မှာရှောက်လို့ရှင်မရောက်ပေဘူးလားရောက်ပါဗျာအေးအဲ့ဒါလိုပဲမြတ်စွာဘုရားဟောတဲ့တရားတွေ destination လို့ခေါ်တာပေါ့အတိတ်မဲ့ဟာတခုတည်းပဲဒီကိုသွားမှာပဲဘာတော့အစွဲကင်းပြီးတော့လွတ်မြောက်သွားတာအစွဲကင်းမှလွတ်မှာအစွဲကင်းရင်စုပ်ကင်ထားအောင်မှာပဲဟုတ်ကလားစိတ်ကလေးကတဏှာဒိဋ္ဌိဆိုတဲ့ဆွဲလန်းမှုတွေအလုံးချုပ်သွားမှလွတ်သွားမှာဟုတ်ဒါနိဝရဏရှုထောင့်ကနေကြည့်တာနိဝရဏနဲ့ဆက်ဆိုင်ပြီးတော့မြတ်စွာဘုရားဓမ္မနုပဒနာ1ကိုဟောတယ်နောက်ဓမ္မနုပဒနာ2ကျတော့တရားဓမ္မတွေအလုံးကိုခြုံပြီးတော့ဥပါဒနဲ့ခန္ဓာ5ပါးဥပါဒနဲ့ခန္ဓာဆိုဥပါဒံရဲ့တဏှာဒိဋ္ဌိတို့ရဲ့အာယုံဖြစ်တဲ့ခန္ဓာကိုဥပါဒနဲ့ခန္ဓာလို့ခေါ်တယ်ခန္ဓာတိုင်းတဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တာမဟုတ်ဘူးဘာဖြစ်လို့မဖြစ်လဲဆိုရင်မက်စိတ်နဲ့ရှင်တဲ့ဝေဒနာခန္ဓာသင်္ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတာရှိတယ်ဖို့စိတ်နဲ့ရှင်တာတွေရှိတယ်အဲ့ဒါတွေကြတော့လောကုတ္တရာစိတ်မှာရှင်တာကြတော့ဥပါဒံရဲ့အာယုံမဖြစ်ဘူးလို့ပြောတာနော်ဒီနေရာမှာဝိပဿနာရှုတော့မယ်ဆိုရင်ဥပါဒံရဲ့အာယုံဖြစ်တဲ့ခန္ဓာမှာပဲရှုရမယ်ဆွဲလန်းတာကိုပဲအစွဲဖြုတ်ဖို့ကမ္မထမ်းရှုခိုင်းတာငကောကမှမစွဲတာဖြုတ်เสียလို့ရလားလို့ငကောကမစွဲရင်ဖြုတ်เสียမလို့စွဲနေလို့ဖြုတ်ရတာဟုတ်ဒါကြောင့်မို့စွဲတဲ့နေရာပို့ပြီးတော့ရှုရတာမြတ်စွာဘုရားဒီပုဂ္ဂိုလ်ဒီကမ္မထမ်းပေးတယ်ဟိုပုဂ္ဂိုလ်ဟိုကမ္မထမ်းပေးတယ်ဆိုတာသူစွဲကြည့်ပေးတာပဲဟုတ်ကဲ့လားအရေးကြီးဆုံးကတော့အမြင်မှားတာပြုတ်ဖို့နဲ့အတွေ့အတာပြုတ်ဖို့ဟာဒါအဓိကပဲဖြုတ်တယ်ဆိုတာဘယ်နည်းနဲ့ဖြုတ်ပြုတ်သွားဖို့ပဲအရေးကြီးတာပဲမဟုတ်လားမှန်ပါဗျာအေးခန္ဓာ၅ပါးဥပါဒနဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ဘယ်ပုံရှုမလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကရှုခွက်ကလေး၃မျိုးပဲပေးထားတယ်ဣတိရူပံဟောရုပ်ဆိုတာဒါတွေခေါ်တာမသိသင့်ဘူးလားကိုယ်တဏ္ဍာမှာဖြစ်နေတဲ့ကမ္မထရှုမှတ်နေတဲ့ချိန်ကဒါရုပ်လားဒါနံလားဆိုတာတော့သုတ္တမယဉာဏ်နဲ့သိထားဖို့လိုတာပေါ့နော်ဥမာပဲထွက်လေဝင်လေလေးကိုရှုနေတယ်။အော်လေလေးကဝါယောဖုဒ္ဓဘယုတ်ပဲရုပ်ကလေးပဲ။ဝါယောဖုဒ္ဓဘယုတ်ကလေးကလာလာထိတဲ့နေရာလေးကကာမတာရယုတ်ကလေးပဲ။ဝါယောဖုဒ္ဓဘယုတ်ဆိုတာ तू တူတည်းရှိတယ် तू တခုတည်းနေတာမဟုတ်ဘူး။ तू နဲ့အတူတကွအထက်ကလယုတ်8ခု तू ပါဝင်အထက်ကလယုတ်8ခုပါနေတယ်။ဟုတ်ကဲ့လား။ရုပ်8ခုအပေါင်းကလေးဖြစ်တယ်။အဲ့ဒီထဲမှာဝါယောလွန်ကဲနေတယ်။ကာမတာရယုတ်မှာရုပ်10ခုရှိနေတယ်အနည်းဆုံး။ဩဝါယောဖုဒ္ဓဘယုတ်နဲ့ကာယပတာရာလေးနဲ့လာထိတာအဲ့ဒီဝါယောဖုဒ္ဓဘယုတ်ဆိုတာလေလေလေးဟာအရာစကားနဲ့ပြောမယ်ဆိုရင်ဝင်တဲ့ခါမှာရှူသွင်းလိုက်တဲ့လေလေးဟာဒါယုတ်တရားလေးပဲเนาะသဘာဝအားဖြင့်ဘာဖြစ်လို့ယုတ်တရားတုံးဆိုတော့ပြောင်းလဲပျက်စီးတတ်လို့ယုတ်တရားเนาะဒါလေးကဒီတိုင်းမြဲနေမှာမဟုတ်ဘူးပြောင်းလဲပျက်စီးတယ်ဒါကြောင့်ယုတ်လို့ခေါ်တာနောက်ကာပတာရနှာသီးပြားမှာရှိတဲ့အသားဆိုင်လေးကလည်းပြောင်းလဲပျက်စီးတယ်ဒါမှမဟုတ်သူကယုတ်အဲ့ဒါလေးနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာထိတိဆိုတဲ့စိတ်ကလေးပေါ်လာတယ်ဒါကြတော့နံယုတ်တရားလေးတွေနံတရားလေးတွေဖြစ်ပေါ်လာတာဒါဟာယုတ်ပဲလို့ဒီလိုသိတာဣတိရူပံဒါဖြင့်ဒီယုတ်ကလေးဘာကြောင့်ဖြစ်တာလဲဆိုတော့အကြောင်းပစ္စကကိုယ်တိုင်သိတဲ့အကြောင်းလေး
ဒီဝါယောဟာဘာကြောင့်ဖြစ်တာတုံးဆိုစိတ်တစဝါယောလို့ပြောတယ်စိတ်ကြောင့်ဖြစ်လာတာနော်အတ္တတပတ္တတဆိုတာထွက်လေဝင်လေဆိုတာစိတ်နဲ့ဆက်ဆက်ပြီးတော့နေလို့စိတ်တစဝါယောလို့ခေါ်တယ်အဲ့ဒါကြောင့်လို့စိတ်ကြောင့်ဖြစ်တယ်သူအကြောင်းကိုသိတယ်ဒါရူပတ္တသမှုရယောဖြစ်ကြောင်းတရားကိုလည်းသိရမယ်ရူပတ္တအထင်ကမောချုပ်သွားတာသို့မဟုတ်ချုပ်ကြောင်းကိုလည်းသိရမယ်ဒီသုံးခုရှုထောင့်သုံးမျိုးကသိဖို့လိုတယ်ဒါရုပ်ဖဲဆိုတာသူ့တဘာဝကိုလည်းသိရမယ်ရုပ်ဖြစ်ကြောင်းတရားကိုလည်းသိရမယ်ရုပ်ပြက်သွားတာကိုလည်းသိရမယ်သို့မဟုတ်ဖြစ်လာတာကိုလည်းသိရမယ်ချုပ်သွားတာကိုလည်းသိရမယ်ဒါပြောတာဒါရူပခန္ဓာနဲ့ပတ်သက်ဝေဒနာခန္ဓာနဲ့လည်းပတ်သက်ပဲဒီတိုင်းပဲဝေဒနာဆိုတာဒါသူ့တဘာဝကိုသိဘာကြောင့်ဝေဒနာဖြစ်တယ်ဆိုတာသိရမယ်ဘာကြောင့်ဝေဒနာချုပ်သွားတယ်ဆိုတာသိရမယ်သို့မဟုတ်ဝေဒနာဖြစ်လာတာကိုလည်းသိရမယ်ဝေဒနာပြတ်သွားတာကိုလည်းသိရမယ်ဟောသုံးခုပေးထားတယ်မြတ်စွာသင်္ညခန္ဓာထို့တူသင်္ခါရခန္ဓာထို့တူဝိညာဉ်ခန္ဓာထို့တူတစ်ခုစီရှုမှတ်ပြီးတော့ဥပါဒณะခန္ဓာနဲ့ပတ်သက်ပြီးတော့ဓမ္မာနုပဒနာတဲ့ဒါဖြင့်ကာယ ानु ပဒနာတော့ကလည်းရုပ်တည်ပဲမဟုတ်လားဘာများထူးတုံလို့မေးလို့ရှိရင်ရှုပုံဉာဏ်နဲ့ကွာသွားတယ်ပေါ့အခုဓမ္မာနုပဒနာရှုတဲ့အခါကျတော့ကြည်ရုပ်ကိုရှုတယ်ဆိုရင် point 3ခုပဲပေးတယ်ဟုတ်ကလားဒါဟာရုပ်ပဲဒါကရုပ်ဖြစ်ခြင်းအကြောင်းပဲဒါကရုပ်ချုပ်ခြင်းအကြောင်းပဲသို့မဟုတ်ဒါကရုပ်ရဲ့ဖြစ်မှုပဲဒါကရုပ်ရဲ့ချုပ်သွားမှုပဲလို့ဟောတယ်လို့အချက်3ချက်ကိုဥတည်ပြီးတော့ဓမ္မာနုပဒနာကြတော့ဟောတယ်လို့ဒီလိုမှတ်တခါတရံကြတော့သဘာဝတရားချင်းတူပြီမဲ့လို့ဆောင်ရွက်ပုံဆောင်ရွက်တဲ့နီလန် aspect ခေါ်တာပေါ့အဲ့ဒီပုံပန်းတဏ္ဍာလေးတွေကကွဲပြားခြားနားမှုလေးတွေရှိတယ်ပေါ့နော်ကောင်းပြီဟောဒီဥပါဒณะခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့လည်းပဲမြတ်စွာဘုရားကဥပါဒณะခန္ဓာ၅ပါးလို့ဆိုတဲ့ဓမ္မကိုတတိနဲ့မှတ်ယူပြီးတော့အသိဉာဏ်နဲ့မှန်မှန်ကန်ကန်သိအောင်ဖန်ထထကြည့်ရမယ်အဲ့ဒီလိုကြည့်တဲ့အခါမှာတဲ့မိမိတဏ္ဍာမှာဖြစ်တာပဲဖြစ်စေသူတော်ဘာတဏ္ဍာမှာပဲဖြစ်စေမိမိတဏ္ဍာတလှဲ့သူတော်ဘာတဏ္ဍာတလှဲ့ပဲဖြစ်စေပေါ့ကြည့်ရှုသုံးသပ်ရမယ်အဲ့လိုကြည့်ရှုသုံးသပ်တဲ့အခါမှာဖြစ်မှုတွေကိုလည်းသိလာမယ်ပြက်မှုတွေကိုလည်းသိလာမယ်အဲ့ဒီလိုသိလာပြီးတော့အသိစိတ်လေးဟာတတိလေးဟာဟောဒီဓမ္မလို့ဆိုတဲ့ခန္ဓာလို့ခေါ်တဲ့ဒီဓမ္မပေါ်မှာပဲယက်တည်လာလိမ့်မယ်တဲ့အဲ့ဒီလိုယက်တည်လာတဲ့ဟာဘာအတွက်ယက်တည်တာတုံးလို့ဆိုဉာဏ်ဖြစ်ဖို့နဲ့တတိတွေတိုးပွားဖို့ပဲယက်တည်တာတဲ့တဏှာဒိဋ္ဌိကိုလုံးဝမှီတွယ်ခြင်းမရှိလို့မိမိရဲ့စိတ်လေးဟာတဏှာဒိဋ္ဌိဆိုတဲ့စုပ်ကင်ထားတဲ့အတွေ့အတာတွေအလုံးကနေပြီးတော့ဒီအစွဲလန်းတွေအလုံးကနေလွတ်သွားနိုင်ပါတယ်ဟောအစွဲလန်းတွေကင်းပြီးတော့လွတ်မြောက်သွားနိုင်တယ်ဆိုလိုတာကဘယ်ကျင့်စဉ်ပဲကျင့်အရတ္တမေရတ္တဖို့ရောက်သွားတာကြီးပဲသို့တော့လူတိုင်းရောက်ကလားဆိုမရောက်ဘူးဘာဖြစ်လို့မရောက်တာလူတွေရဲ့အရေးချင်းချင်းမတူဘူးလေဟုတ်ကလားမြတ်စွာဘုရားကတော့လမ်းညွှန်လိုက်တာအစအဆုံးလမ်းညွှန်တာပဲရောက်တဲ့လူရောက်သွားတယ်မရောက်တဲ့လူမရောက်ဘူးဒါနဲ့ပတ်သက်ပြီးတော့ပုံနာကြီးတယောက်ကမြတ်စွာဘုရားကိုမေးတဲ့မေးခွန်းတစ်ခုရှိတယ်အရှင်ဘုရားကနိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်းဟောတယ်နိဗ္ဗာန်ကိုဆိုတာကိုလည်းဟောတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အလုံးကနိဗ္ဗာန်ရောက်ကြလားတဲ့သူမေးပုံပါနော်မြတ်စွာဘုရားအဲ့တော့ငါပြောမယ်တဲ့မင်းကရာဇဂိုပြည်နေတာဆိုတော့ရာဇဂိုလမ်းကောင်းကောင်းသိတာပေါ့တဲ့သိပါတယ်ကဲရာဇဂိုမြို့ကြီးလည်းရှိတယ်မင်းကလည်းပဲဘယ်ကနေသွားဆိုပြီးတော့လမ်းညွှန်လိုက်တယ်အဲ့ဒါလို့လမ်းညွှန်တဲ့ထဲမှာမင်းပြောတဲ့တိုင်သွားတဲ့လူကရောက်တယ်သို့မဟုတ်နောက်ပြန်ပြီးတော့ရှောက်တဲ့လူကရောက်ရလားတဲ့မရောက်ဘူးအဲ့ဒါဆိုလို့ရှိရင်ရာဇဂိုပြည်ကြီးလည်းရှိတယ်သွားရလမ်းလည်းရှိနေတဲ့တဲ့ဘာဖြစ်လို့ဒီကောင်မရောက်တာတော့ဆိုဒါသူနဲ့မဆိုင်ပါဘူးတဲ့ဒီကောင်မသွားလို့မရောက်တာပါတဲ့အေးအဲ့ဒီတိုင်ပဲတဲ့ငါဟောတဲ့တရားကိုလည်းငါနဲ့မဆိုင်ဘူးတဲ့ကျင့်တဲ့လူနဲ့ဆိုင်တယ်ဟုတ်ကဲ့လားကျင့်တဲ့လူနဲ့ဆိုင်တယ်လေဒါဘုရားကတော့လမ်းချပေးတာပဲလေသွားတဲ့လူမှရောက်မှာပေါ့သွားတာတောင်မှပဲတဝက်တစ်ပြက်နဲ့ရပ်နေပဲရောက်မလဲခကြီးရတခါလေးရှည်ချင်းရှည်ပဲပေါ့ဟုတ်ကဲ့လားဘာလို့ဆိုတော့အသိဉာဏ်စွမ်းအားတတိစွမ်းအားဆိုတာတူနဲ့တူတာမဟုတ်ဘူးလေမတူတာကိုသွားပြီးတော့ဟုတ်လားသူက10မိနစ်နဲ့ရောက်တယ်ငါလည်း10မိနစ်နဲ့ရောက်ရမယ်လို့ဒီလိုလုပ်လို့ရမလားမရဘူးလူတွေရဲ့အသိဉာဏ်စွမ်းအားတွေကဟုတ်လားမတူကြဘူးပေါ့မတူတော့တ
တိစွမ်းအားတွေဉာဏ်စွမ်းအားတွေနဲ့သွားရတာဖြစ်သည့်အတွက်ကြောင့်စွမ်းအားထက်ပြီးသားပုဂ္ဂိုလ်ဆိုရင်မြန်မြန်ရောက်တယ်စွမ်းအားထွက်ပြီးသားပုဂ္ဂိုလ်ဆိုမရောက်ဘူးညံ့နေရင်မရောက်ဘူးလို့ဒီလိုဆိုလိုတယ်ပေါ့သို့တော့သွားနေရင်တော့ရောက်လာမှာပါပဲရတ်တော်မနေနဲ့ပေါ့ဒီဘဝမှာဒီလောက်ပေါက်တယ်နောက်ဘဝကျနောက်ဒီတဲ့ပို့ပေါက်သွားမယ်ပေါ့အကယ်၍မသွားဘူးနောက်ပြန်လျှောက်နေရင်တော့ဝေးတယ်ဝေးမှာပဲဟုတ်ကဲ့လားတတ္တဝါတွေဆိုတာနောက်ပြန်လျှောက်တာများတယ်လေကြောခိုင်းလိုက်တာများတယ်ကြောခိုင်းပြီးတော့လျှောက်ကြည့်ပါလားဘယ်ရောက်မလဲမျက်နှာမူဖို့ကအမတန်အရေးကြီးတာနော်မြတ်စွာဘုရားတရားတော်ကိုမျက်နှာမူပြီးတော့လုပ်နေတာဟာကျင့်နေတာပဲအဲ့တော့ကျင့်နေရင်တလန်းလျှောက်ရင်တလန်းနီးတာပဲနှစ်လန်းလျှောက်နှစ်လန်းနီးတာပဲအေးနောက်ပြန်ဆုပ်ရင်တလန်းလျှောက်ရင်တလန်းဝေးသွားမှာပဲအေးကောင်းပြီခန္ဓာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒုတိယဟောတယ်နောက်တတိယကျတော့အာယတนะ6ပါးအာယတนะ12ပါးနဲ့မြတ်စွာဘုရားဟောတယ်အာယတนะ12ပါးနဲ့ပတ်သက်လာတဲ့အခါကျတော့ရှိမှတ်ပုံလေးတွေတစ်မျိုးပေးတယ်မြတ်စွာဘုရားအလုံးအာယတนะ12ပါးဆိုတာကိုယ်တဏ္ဍမှာရှိတာလေးကိုစဉ်းစားကြည့်ကိုယ်တဏ္ဍမှာနော်အစင်းအာယုံကိုမြင်ရတဲ့မျက်စိရှိတယ်အသံကိုကြားတဲ့နားရှိတယ်နော်အနံ့ကိုရှုရတဲ့နှာခေါင်းရှိတယ်ဒါအရာစကားနဲ့ပြောတာပေါ့နော်အဲ့တော့အစင်းကိုမြင်တဲ့မျက်စိဆိုတာဘယ်နှခုလဲအစင်းကတစ်ခုမျက်စိကတစ်ခုနှစ်ခုမနေဘူးလားမျက်စိအစင်းကအာယုံမျက်စိကထိုအာယုံကိုခံယူတဲ့ပတ္တာရယုတ်ပေါ့ဝတ္ထုယုတ်ပေါ့နော်ဝတ္ထုနဲ့အာယုံလို့ဒီလိုဆိုလိုတာပေါ့ဒီနှစ်ခုတိုက်မှယဉ်သိစိတ်ပေါ်မှာကိုအဲ့တော့မျက်စိလည်းရှိရမယ်အစင်းအာယုံလည်းရှိရမယ်အစင်းအာယုံကမျက်စိပေါ်လားထင်မှမြင်သိစိတ်ဆိုတာပေါ်တာကိုအဲ့တော့ဘုန်းကြီးတို့တွေမျက်စိရှိတယ်မြင်စရာအာယုံလည်းရှိတယ်နားရှိတယ်အသံရှိတယ်ဟောနှစ်ခုစီသွားမှာနော်နှာခေါင်းရှိတယ်ဟိုကအနံ့အာယုံရှိတယ်အရသာရှိတယ်လျှာရှိတယ်အရသာကိုခံယူနိုင်တယ်ကာယဘောဓိဆိုတာရှိတယ်အထိတွေ့အာယုံရှိတယ်စိတ်ရှိတယ်သိစရာအာယုန်တွေရှိတယ်ဟောပေါင်းလိုက်တော့အာယတนะ12ပါးဆိုတာဒါပြောတာပဲအတွင်းအာယတนะနဲ့အပြင်အာယတนะသို့မဟုတ်အခန္ဓာနဲ့အတိုက်တပေါ့အဲ့လိုပြောခြင်းပြောစာပေလိုပြောရင်အစ္ဆတိကအာယတนะအစ္ဆတအာယတนะအစ္ဆတိကအာယတนะဗဟိတအာယတนะအာယုန်ကိုဗဟိတအာယတนะလို့ခေါ်တယ်ဒီအတွင်းကအခန္ဓာကိုအစ္ဆတိကအာယတนะလို့ခေါ်တယ်ဟုတ်ကလားအဲ့လိုပေါ်လာတဲ့အခါမှာမျက်စိနဲ့အစင်းအာယုံလေးပဲကြည့်ရမှာကဘာတော့လို့ဆိုလို့ရှိရင်အေးငါမှာမျက်စိလို့ဆိုတဲ့ပတ္တာရယုတ်ကလေးရှိတယ်ရူပယုံဆိုတဲ့မျက်စိနဲ့မြင်စရာအာယုံကလေးရှိတယ်အဲ့ဒါနှစ်ခုကိုအကြောင်းပြုလာတဲ့တန်ရောစဉ်ဆိုတာငါမှာရှိတယ်ဟုတ်တယ်လေတန်ရောစဉ်ဆိုတာအဲ့နောက်မှလာတာပဲမမြင်ဘူးပဲနဲ့တန်ရောစဉ်ဖြစ်ပါမလားမျက်စိကနှစ်သက်စရာအာယုံလေးကိုမြင်လိုက်တယ်ဟုတ်လားအဲ့ဒီနှစ်ခုကိုအကြောင်းပြုတာမြင်စရာအာယုံရယ်မျက်စိရယ်အဲ့ဒီနှစ်ခုကိုပေါင်းပြီးတော့တွေ့တာမှုလေးပေါ်မလာဘူးလားဒါမြတ်စွာဘုရားကအရေးကြီးတာကိုဖြတ်ပြောလိုက်တာနော်အရေးကြီးတာကိုဖြတ်ပြောတာအစဉ်တိုင်းပြောနေလို့ရှိရင်ဒီနေရာမှာလူရင်းမရောက်မှာဆိုလို့အစဉ်တိုင်းပြောရင်ဘယ်လိုပြောမလို့ဆိုရင်မျက်စိနဲ့ရူပယုံအစင်းအာယုံလေးကမျက်စိကိုလာတိုက်ရင်မြင်သိစိတ်ပေါ်မယ်ဟုတ်လားမြင်သိစိတ်ပေါ်ဒီသုံးခုတိဏ္ဍသင်္ကတိဖတ်တော်ဆိုဖတ်တတ်လာမယ်ဟုတ်ကဲ့လားမျက်စိရဲ့အစင်းအာယုံရဲ့မြင်သိစိတ်ရဲ့ပေါင်းလိုက်တဲ့အခါဖတ်တပစ္စယဝေဒနာလာမယ်ဝေဒနာပစ္စယတဏှာပစ္စယဥပါဒတိလို့လာမှာပေါ့အဲ့ဒါကိုမြတ်စွာဘုရားကတန်ရောစဉ်လို့လှမ်းပြောလိုက်တယ်ဖတ်တာတွေဘာတွေဘေးမြုပ်ထားလိုက်ပြီးတော့ဟုတ်ကဲ့လားမျက်စိရှိလို့မြင်စရာတွေမြင်တယ်မြင်လို့တန်ရောစဉ်ဖြစ်တယ်ဒါရှင်းနေတာပဲဟုတ်ကဲ့လားကြားလို့တန်ရောစဉ်ဖြစ်တယ်အနံ့ရလို့တန်ရောစဉ်ဖြစ်တယ်တန်ရောစဉ်ဖြစ်တာမျက်စိကမြင်ပြီးတော့မြင်တဲ့တန်ရောစဉ်လေးဖြစ်တယ်အဲ့ဒါလို့ဖြစ်လာတဲ့တန်ရောစဉ်ဟာဘာကြောင့်ဖြစ်တာလဲဒါရှုမှတ်ရမှာခုနကအကြောင်းမပါဘဲနဲ့မရှိဘူးနော်ခုနကမျက်စိဆိုတာလည်းသိရမယ်အဆင်းအာယုံဆိုတာလည်းသိရမယ်အဲ့ဒီနှစ်ခုအကြောင်းပြုပြီးတော့တန်ရောစဉ်ပေါ်လာတာလည်းရှိရမယ်အဲ့ဒီတန်ရောစဉ်ကိုဘယ်နည်းနဲ့ဖယ်ရှားရမလဲဒါရောမသိသင့်ဘူးလားဒီတန်ရောစဉ်ဟာဘာကြောင့်ဖြစ်လာရသလဲမျက်စိနဲ့စုံတိုင်းတန်ရောစဉ်ဖြစ်ပါမလားမဖြစ်ဘူးဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းရှိတယ်အဲ့တော့ဘာကြောင့်ဖြစ်လာသလဲဖြစ်လာတာကိုဘာနဲ့ဖယ်ရှားမလဲ
အကျွင့်မဲ့ဖြတ်တောက်ဖို့ဘာနဲ့လုပ်ရမလဲဆိုဒီအချက်တွေကိုအလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ရမယ်ဒါအနုပဒနာလို့ခေါ်တယ်ဟုတ်ကဲ့လားဒါအာရဏနဲ့ပတ်သက်ပြီးတော့အဲ့ဒီလို12မျိုးစလုံးကိုအတွဲလိုက်အဲ့ဒီလိုရှုမြင်သုံးသပ်သွားမယ်ဆိုလို့ရှိရင်ဒါဓမ္မနုပဒနာပဲတဲ့ခုနကအစ္ဆဒပဲဖြစ်စေဗုဒ္ဓပဲဖြစ်စေရှုပါတဲ့အကြောင်းတရားတွေကိုလည်းမြင်လာလိမ့်မယ်အကျိုးတရားတွေကိုလည်းမြင်လာလိမ့်မယ်နောက်ဆုံးကကိုရှုမှတ်နေတဲ့အာရဏလေးပေါ်မှာတတိစွမ်းအားတွေထက်လာလို့ရှိရင်အဲ့ဒီတတိစွမ်းအားဟာဟောဒီအာရဏပေါ်မှာတည်ငြိမ်ပြီးတော့အတိညာသက်ဖို့နဲ့တတိတရားတွေတိုးပွားလာဖို့ပဲရှိလိမ့်မယ်တဏှာအတွေးတွေဒိဋ္ဌိအတွေးတွေမဝင်ဘူးတဲ့ဒီမှာဟုတ်ကဲ့လားမဝင်သည့်အတွက်ကြောင့်နောက်ဆုံးမှာလောကကြီးတစ်ခုလုံးမှာဘာမှဆွဲလန်းเสียတတ်မဲ့เสียမရှိတော့ဘူးအစွဲပြုတ်သွားတယ်အစွဲပြုတ်သွားတာနဲ့တပြိုင်နက်စိတ်ကလေးကလွတ်သွားပြီလို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့လားစိတ်ကလေးလွတ်သွားပြီဆိုတာယဟန္တာဖြစ်သွားပြီထီအောင်ပြောတာပဲဘုရားကသို့တော့မကျင့်လို့ရှင်အဲ့ဒီထီအောင်တော့မရောက်ဘူးပေါ့နော်တရားတိုင်းဟာအဲ့ဒါနဲ့ပဲအဆုံးသတ်တဲ့မဟာသတိပဋ္ဌာန်သုံးပါဒီလမ်းကြောင်းလေးပဲမြတ်စွာဘုရားပေးတာတပုံစံနဲ့ပဲပေးထားတာအဲ့တော့ဘယ်ရှုတော့ကသွားဒီရောက်မှာပဲလမ်းဆုံးကတော့လမ်းဆုံးဆိုတာနဂိဉ္စီလောကေဥပဒိယတိဟာဒါလမ်းဆုံးပဲဟုတ်ကဲ့လားနဂိဉ္စီလောကေလောကကြီးမှာဂိဉ္စီဘာကိုမြနဥပဒိယတိမစွဲတော့ဘူးတဲ့ဘုန်းကြီးတို့တွေကတခုလွတ်လိုက်ရင်နောက်တစ်ခုစွဲတာလေဟိုကကြတော့စွဲเสียဆိုတာလုံးဝမရှိတော့ဘူးဒီလိုဖြစ်ရမှာနော်စွဲเสียတွေလုံးဝပျောက်သွားမယ်ဒီကောင်းပြီဒါအာရဏနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှုဖို့ရှုနည်းနံပါတ်3အနေနဲ့ဟောတယ်နံပါတ်4အနေနဲ့ကဘာဟောလဲလို့ဆိုဘုဇင်ဆိုတာ body အင်္ဂ body ဆိုတာတိတတ်တဲ့ပုဂ္ဂိုလ်သို့မဟုတ်အသိဉာဏ်သဘာဝတရားအလုံးစုပေါင်းပြီးတော့ဉာဏ်ရဲ့အရာတွေအလုံးတိတတ်တဲ့ပုဂ္ဂိုလ်ရဲ့တိချောင်းအင်္ဂါယတ်တွေအထောက်ပံ့အင်္ဂါယတ်တွေအဲ့ဒါကိုဘုဇင်္ဂလို့ခေါ်တယ်အဲ့ဒီဘုဇင်္ဂလို့ဆိုတဲ့တရားက9မျိုးရှိတယ်အားလုံးသိတဲ့အတိုင်းနံပါတ်1ကတတိနံပါတ်2ကဓမ္မဝိစယဆိုတာဓမ္မတွေကိုဆင်ញင်သုံးသပ်တဲ့အသိဉာဏ်နောက်ဝိရိယအကုသိုလ်တွေဖယ်ရှားဖို့ကုသိုလ်တွေပြည့်ဝဖို့ကြိုးစားအထောက်မှုပီတိစိတ်ထဲမှာကျင့်နှစ်သက်နေမှုတရားဓမ္မနဲ့ကျင့်နှစ်သက်နေပတ္တတိကိုရောစိတ်ရောငြိမ်နေမှုငြိမ်အေးသွားမှုသမာဓိစိတ်ကလေးငြိမ်နေမှုဥပိ္ပခာသဘာဝတရားတွေဟာအားလုံးဟာ balance ဖြစ်ပြီးတော့တညီတဲ့ဆောင်ရွက်နေမှုတဲ့ဟောအားလုံးပေါင်းလိုက်တဲ့အခါကျတော့9ခုရှိတယ်အဲ့ဒီ9ခုနဲ့ပတ်သက်ပြီးတော့ဒါဖြင့်မြတ်စွာဘုရားကဒီဘုဇင်တွေကိုဘာဖြစ်လို့ကမ္မထမ်းရှုဖို့အနေနဲ့ဓမ္မနုပဒနာနဲ့ထည့်ပေးတော့ဒါတွေကအရေးကြီးတယ်လေကိုယ်တဏ္ဍာမှာခုနကဒီအနှောက်ယှက်ပေးမဲ့និဝရဏတွေကိုသိဖို့အရေးကြီးတယ်လို့ကောင်းတဲ့အခြေအနေတွေရှိမရှိသိဖို့အရေးမကြီးဘူးလားကြီးတယ်အဲ့တော့နံပါတ်1ကကြည့်ရမှာကြည့်ငါတန်တန်မှာတတိတံဘုဇင်အတိညာကိုဖြစ်ပေါ်စေနိုင်တဲ့တတိတရားရှိရလားဒါစဉ်းစားဒီလိုကြည့်ပါအဲ့တော့ရှိမရှိမသိဘဲနဲ့ဘယ်လိုလုပ်ပြီးတော့တိုးအောင်လုပ်လို့ရမရနိုင်ဘူးเนาะအဲ့ဒါကြောင့်မလို့ရှိသလားလို့လည်းစဉ်းစားမရှိဘူးလားဆိုတာလည်းစဉ်းစားဒါဖြင့်ရှိလာအောင်မရှိသေးရင်ရှိလာအောင်ဘယ်လိုလုပ်မလဲရှိပြီးလို့ရှိရင်တိုးလာအောင်ဘယ်လိုလုပ်မလဲဟော point ၄ခုပေးထားတယ်နော်ငါတဏ္ဍာမှာတတိတံဘုဇင်ရှိသလားစဉ်းစားရှုမှတ်ရမယ်မရှိဘူးလားရှုမှတ်ရမယ်ဟုတ်အဖြေကရှိလာတယ်မရှိသေးဘူးဆိုတဲ့အဖြေထွက်လို့ရှိရင်ရှိအောင်ဘယ်လိုလုပ်မလဲရှိတယ်လို့အဖြေထွက်တယ်ဆိုလို့ရှိရင်တိုးအောင်ဘယ်လိုလုပ်မလဲဒီ point တွေမသိနိုင်ဘူးလားသိနိုင်တယ်အကယ်၍ဆင်ញင်သုံးသပ်မကြည့်ဘူးဆိုရင်ဒီအချက်တွေသိပါမလားမသိပါဘူးမသိနိုင်ဘူးဒီလိုတိမ်မွေးတဲ့သဘာဝတရားကိုမပြောနဲ့ဟုတ်လားကိုယ်အိမ်မှာဘာရှိတယ်လဲရှိသလားမရှိဘူးလားဆိုတာအမှတ်တမဲ့နေရင်သိပါမလားမသိဘူးအဲ့ဒါကြောင့်မို့လို့ကိုယ်အိမ်မှာရှိမရှိသိအောင်ကြိုးစားရတယ်လို့ပဲကိုယ်တဏ္ဍာမှာဒါတွေရှိမရှိသိအောင်မကြိုးစားသင့်ဘူးလားဒ
ဒါကြောင့်မို့လို့ဘုဇင်9ပါးကိုလည်းရှုမှတ်ပွားများဖို့ဆိုပြီးတော့မြတ်စွာဘုရားဒါကိုဟောတာကြည့်၄ခုမြောက်အနေနဲ့ဒါကိုဟောတယ်အဲ့ဒီမှာတတိတံဘုဇင်ငါတဏ္ဍာမှာရှိသလားတတိတံဘုဇင်ငါတဏ္ဍာမှာမရှိဘူးလားမရှိဘူးဆိုရင်ဖြစ်အောင်ဘယ်လိုလုပ်မလဲရှိတယ်ဆိုလို့ရှိရင်တိုးပွားအောင်ဘယ်လိုလုပ်မလဲဒီ၄ချက်နဲ့ဆင်ញင်သုံးသပ်လို့ရှိရင်မရှိသေးရင်ရှိအောင်လုပ်လိုက်မယ်ရှိလို့ရှိရင်တိုးပွားလိုက်မယ်ထိုရှိခြင်းဖြင့်ခုနကပြောရတဲ့အတွေ့အတာမဲ့ပြီးတော့လွတ်မြောက်မှုဆိုတာမဖြစ်နိုင်ဘူးလားဖြစ်လာတယ်ပေါ့ဒါဒီအနေထားဟောတာမြတ်စွာဘုရားကနော်ကဲနောက်ဆုံး၅ခုမြောက်ကြတော့ဘာတော့ဆိုသစ္စာ၄ပါးသစ္စာ၄ပါးလို့ဆိုတဲ့နေရာမှာကမ္မထာရှုဖို့ကြီးဟောတာမဟုတ်ဘူးနော်သစ္စာ၄ပါးကြတော့နိဗ္ဗာန်ကိုဘယ်လိုလုပ်ကမ္မထာရှုလို့ရမရနိုင်ဘူးနော်ကမ္မထာရှုဖို့ကြီးဟောတာမဟုတ်ဘူးနောက်ဆုံးဟာအတိတ်မြင့်တကယ်သိရမှာသစ္စာ၄ပါးပဲသိရမှာမဟုတ်လားသစ္စာ၄ပါးကိုနောက်ဆုံးဓမ္မနုပဒနာအဆုံးပိုင်းအနေနဲ့မြတ်စွာဘုရားဟောလိုက်တယ်အလုံးသိပြီးသားတိုင်းဒုက္ခသမုဒယនិရောဓမေဃအပြည့်အဝပြောလို့ရှင်ဒုက္ခသမုဒယဒုက္ခនិရောဓဂာမိနိပฏิပဒါဒုက္ခဆိုတာခုနယုတ်ဒီနံဒီအလုံးဟာဒုက္ခပဲယုတ်နံဒီအလုံးဟာဘာဖြစ်လို့ဒုက္ခတုံးဆိုဖြစ်မှုပြက်မှုတွေကနှိမ့်ဆက်နေလို့ဒုက္ခအနှိမ့်ဆက်ခံရရင်ဆင်းရဲတယ်မဟုတ်လားဖြစ်မှုပြက်မှုကြီးကနေပြီးတော့လွတ်လို့မရအောင်တိမ့်လို့မရအောင်ရှောင်လွဲလို့မရအောင်ဒါကြီးရဲ့အနှိမ့်ဆက်ခံနေရလို့ဒုက္ခလို့ပြောတာကျင့်စရာမကောင်းလို့ဒုက္ခလို့ပြောတာဒါကြောင့်မို့တချို့ကဒုက္ခကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ suffering လို့ပြန်တဲ့အခါမှာသိပြီးမပြည့်စုံဘူးဘာဖြစ်လို့တော့ဆိုရင် suffering လို့ပြန်လိုက်လို့ရှိရင်လူတွေကနားလည်သွားတာဘာတော့ဆိုရင်သွားကြိုက်တာတို့နားကြိုက်တာတို့စိတ်ဆင်းရဲတာတို့ဒါတွေလောက်တင်အောင်မေ့သွားမဟုတ်ဘူးဒုက္ခသစ္စာဆိုတဲ့အထက်မှာဇန်တရားတွေပါပါတယ်ဇန်ချမ်းသာတွေပါဒုက္ခသစ္စာလို့ခေါ်တယ်ဘာဖြစ်လို့ဒုက္ခလို့ခေါ်တာတုံးဆိုမမြဲလို့ခေါ်တာမမြဲလို့ခြေနဲ့เสียကောင်းလားမကောင်းဘူးပြတ်နိုင်တဲ့အရာတွေဖြစ်လို့ဒုက္ခလို့ပေါင်းခေါ်လိုက်တာတနည်းအားဖြင့်ဒုဆိုတာအလွန်ဆက်ဆုပ်เสียကောင်းတယ်ခဆိုဘာမှမရှိကိုထင်တဲ့အတိုင်းဘာမှမဖြစ်ဘူးလို့ပြောဒုဆိုတာခြေနဲ့เสียမကောင်းဘူးခဆိုတာဆက်ဟိုရင်ဘာမှမရှိဘူးခရဲ့အဓိပ္ပာယ်ကဘာမှမရှိတာကိုပြောတာကောင်းကင်ဆိုတာဘာရှိဘာမှမရှိဘူးပေါ့နော်အဲ့ဒါမျိုးလို့ဒုက္ခဆိုတဲ့အဓိပ္ပာယ်စကားလုံးနှလုံးကိုဝိသုဒ္ဓိမေမှာအဲ့လိုဖွင့်ထားတယ်ပေါ့ဆက်ဆုပ်เสียကောင်းတယ်ဆိုမကျေနပ်เสียတွေလောကမှာဆင်းရဲတာတွေအားလုံးဟာဒီပေါ်မှာတီးနေလို့ဆက်ဆုပ်เสียကောင်းတယ်ပေါ့မကောင်းတာတွေမှန်တယ်များဒီမှာရှိနေတယ်ရုပ်တည်နံတွေကမကောင်းတာတွေမှန်တယ်များအကုန်စုဝေးနေတာပဲယောဂတွေကလည်းဘယ်မှာရှိတာတော့ဒီပေါ်မှာပဲရှိတာပဲဒီခန္ဓာကိုယ်ကြီးမှာပဲရှိတာပဲဟုတ်လားယောဂကိုမျိုးစုံနေအောင်ရှိတာအဲ့ဒီရှိတာတွေရှိနေတဲ့ဒီယောဂတွေမလိုလားတဲ့ဟာတွေရှိနေတဲ့ဟာကြီးကကျေနပ်เสียပဲကောင်းမလဲဒါမို့ဒုဆိုတာဆက်ဆုပ်เสียကောင်းတယ်ယွန်เสียကောင်းတယ်မုန်းเสียကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာခဆိုတာကိုထင်တဲ့အတိုင်းဘာမှမဖြစ်ဘူးကိုကတော့ဟုတ်လားလှတယ်လို့ထင်ပေမဲ့ तू ကမလှဘူးမြဲမယ်လို့ထင်ပေမဲ့မမြဲဘူးချမ်းသာလို့ထင်ပေမဲ့လို့မချမ်းသာဘူးဟောကိုထင်တာတခုမှမဟုတ်ဘူးအထင်သာရှိတယ်ဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒီဒုက္ခဆိုတဲ့သဘာဝယုံ nant ဓမ္မကိုဘယ်သူကဖြစ်စေတာတုံးဆိုသမုဒိယတဏှာကိုဥတီပြောတာကျန်တာတွေလည်းဒုက္ခသမုဒိယပဲတဏှာနဲ့တွဲဖက်လာလို့ရှိရင်ဒုက္ခသမုဒိယဒါမို့မြတ်စွာဘုရားဟောထားတဲ့တိဋ္ဌာယတနာတုတ်မှာကြတော့ကတမံဒုက္ခံအရိယသစ္ဆံဆိုတဲ့နေရာမှာမြတ်စွာဘုရားဘာကိုထည့်ဟောထားတယ်ဆိုအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဆိုပြီးတော့ပရိစ္ဆေသမုပ္ပါဒ်ကြီးတစ်ခုလုံးကိုဒုက္ခသမုဒိယလို့ထည့်ထားတာဟုတ်ကဲ့လားအဲ့ဒီပါဠိကတွေ့ရနဲတယ်ပေါ့တခြားနေရာမှာသိပ်မတွေ့ချင်းဒါတတိထားเสียတစ်ခုတဏှာတစ်ခုတည်းတင်ဒုက္ခသမုဒိယဆိုတာဥတီချက်တစ်ခုအနေနဲ့ပြောတာမြတ်စွာဘုရားကောင်းပြီဒုက္ခကိုလည်းသိရမယ်ဒုက္ခသမုဒိယကိုလည်းသိရမယ်အဲ့ဒီမှာသစ္စာလေးပါးကိုဟောတာကြတော့ဝိပဿနာဉာဏ်အနေနဲ့ရှုရမှာကတော့ဒုက္ခပဲဒုက္ခဟာဝိပဿနာရဲ့အာယုံအနေနဲ့ဓမ္မနုပဒနာအနေနဲ့ရှုရမယ်
အဲ့ဒီလိုရှုလိုက်တဲ့အခါမှာဘာနဲ့ရှုမလဲလို့ဆိုလို့ရှိရင်ဒုက္ခនិရောဓဂ ामि နိပฏิပဒါလို့ဆိုတဲ့မဂ်ခင်၈ပါးနဲ့ရှုမဂ်ခင်၈ပါးမိမိတဏ္ဍာမှာလေ့ကျင့်ရယူလို့စွမ်းထက်လာပြီဆိုလို့ရှိရင်ဒုက္ခဆိုတဲ့ကမ္မထာအာယုံကိုကောင်းကောင်းကြီးမြင်တယ်ဟုတ်ကဲ့လားဆိုလိုတာကဒုက္ခမဂ္ဂသစ္စာနဲ့အရာပြောကြပါစို့မဂ္ဂသစ္စာနဲ့ဒုက္ခသစ္စာကိုရှုအဲ့ဒါလို့ရှုတဲ့အခါမှာယလတ်ကဘာလို့ဆိုရင်ဒုက္ခသမုဒယကိုဖယ်ရှားပြီးဒုက္ခនិရောဓကိုရောက်သွားတယ်ပေါ့ဒါအယလတ်တစ်ခုဖယ်ပြီးတစ်ခုရောက်သွားတယ်ဒါသဘာဝပဲလေနောက်တစ်ခုယူမယ်ဆိုရင်ရှေ့တစ်ခုစွန့်ရမှာပဲဟုတ်ကဲ့လားဘုန်းကြီးဝတ်တယ်ဆိုရင်ဘာလုပ်ရမလဲလူဘွားစွန့်ရဟုတ်တယ်မလားတစ်ခုတော့စွန့်တာဟိုဘက်ကန်းသွားခြင်းဒီဘက်ကန်းကိုမစွန့်ရဘူးလားစွန့်ရတယ်တစ်ခုတော့စွန့်အဲ့ဒါလို့တစ်ခုစွန့်ပြီးတစ်ခုယူတာတိပြမပြောနဲ့လေလမ်းလျှောက်တာပဲကြည့်ယူပထမခြေလမ်းမစွန့်ဘဲနဲ့ဒုတိယခြေလမ်းလှမ်းလို့ရမလားမရဘူးစွန့်ရတာပဲအဲ့ဒါလည်းစွန့်သွားတာပဲအဲ့ဒါလို့ပေါ့ဒုက္ခသမုဒယဆိုတာဖယ်ရှားပြီးတော့ဒုက္ခនិရောဓဂ ामि ဒုက္ခនិရောဓဆိုတဲ့နိဗ္ဗာန်ကိုရောက်ရှိသွားတာစိုက်ထိသွားတာသစ္စာ၄ပါးဆိုတာတကယ်တော့ဝိပဿနာကျင့်စဉ်ကိုအကျဉ်းချုပ်ဟောတဲ့တရားပါပဲတို့တွေဝိပဿနာရှုခြင်းဘာကိုရှုရမလဲဒုက္ခကိုရှုရမယ်ဘာနဲ့ရှုမလဲမဂ္ဂသစ္စာနဲ့ရှုမယ်အဲ့ဒါလို့ရှုလို့ရှိရင်ယလတ်ကဘာလဲဆိုရင်ဒုက္ခကိုဖြစ်စေတတ်တဲ့ဒုက္ခသမုဒယသစ္စာကိုဖယ်ရှားပြီးတော့និရောဓသစ္စာကိုရယူပိုင်ဆိုင်မယ်ဒါဆိုလို့တယ်ဟုတ်ကဲ့လားအဲ့ဒါလို့နောက်ဆုံးမြတ်စွာဘုရားကမဂ္ဂသစ္စာကိုအကျေတဝင့်ဟောပြောပြီးတော့မဟာသတိပဋ္ဌာန်သုတ်ကြီးကိုဓမ္မနုပဒနာအခန်းကိုဟောဒီ၅ခုနဲ့ပဲဏိကုံးချုပ်လိုက်ပါတယ်ဏိကုံးချုပ်ပြီးတဲ့အခါကျတော့မဟာသတိပဋ္ဌာန်သုတ်ကြီးရဲ့ဒီသုတ်တဲ့လာတဲ့အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်မယ်ဆိုလို့ရှိရင်ဘာတွေရနိုင်တယ်ဆိုတာမြတ်စွာဘုရားကဟောစရန်အနေနဲ့ထုတ်ပေးထားခဲ့တာနောက်ဆုံးမှာအခုပြောတဲ့နိစနစ်တွေအတိုင်းတဲ့ကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ် ानु ပဒနာဓမ္မ ानु ပဒနာဟောဒီနိစနစ်တွေအတိုင်း9နှစ်လောက်မပြတ်မကွက်ကျင့်လိုက်ပါတဲ့ကျင့်လိုက်လို့ရှိရင်9နှစ်သာကျင့်အများဆုံးပြောတာနော်9နှစ်ဆိုကြာလာကြီးလားလို့အောင်းမိကောင်အောင်းမိပဲဘုန်းကြီးတို့တွေကဘာလို့ဆိုပြင်းတာဟုတ်နည်းနည်းနော်9နှစ်ကျင့်9နှစ်ကျင့်လို့ရှိရင်တဲ့အတိတ်မင်းဟာအနာဂံရင်လည်းဖြစ်မယ်သို့မဟုတ်အယဟန္တာရင်လည်းဖြစ်မယ်သို့မဟုတ်ဥပါဒံမကုံသေးဘူးဆိုရင်အ ਨੇ ဆုံးအနာဂံဖြစ်မယ်ဒီလိုဟောတာမျက်မှောက်ဘဝမှာတည်းမဲ့9နှစ်ကျင့်မယ်ဆိုလို့ရှိရင်ယဟန္တာရင်လည်းဖြစ်မယ်သို့မဟုတ်လမ်းမဆုံးသေးလို့ရှိရင်အနာဂံအဆင့်ရောက်မယ်ဒီလိုဟောတယ်ဟုတ်ကဲ့လားအဲ့လိုဟောပြီးတော့မြတ်စွာဘုရား9နှစ်ကြီးကြာလာပါတယ်နဲ့ပြောမဲ့ပုဂ္ဂိုလ်အတွက်9နှစ်ထားလိုက်ပါအောင်6နှစ်ကြည့်6နှစ်လောက်ကျင့်ကြည့်လိုက်6နှစ်လောက်ကျင့်ကြည့်ရင်လည်းအဲ့လိုဖြစ်မယ်6နှစ်ကြာတယ်ထင်လို့ရှိရင်လည်း9နှစ်လောက်ကျင့်ကြည့်9နှစ်ကြာတယ်ထင်လို့ရှိရင်လည်း4နှစ်တစ်နှစ်ပြီးတစ်နှစ်လျှော့ပေးသွားတာဟုတ်ကဲ့လားစလျှော့ထားလို့ရှိရင်ဘုန်းကြီးတို့တွေကလိုက်မှာမဟုတ်တာဟုတ်နော်ဒါအောင်မြတ်စွာဘုရားအရှိကြီးအရင်ကိုထားပြီးမှနည်းနည်းလျှော့ပေးသွားတာဘုရားပါတယ်လို့ပြောရမှာပေါ့နော်အဲ့တော့အမြင့်ဆုံးကိုတင်တာဒါပမာစကားလည်းရှိတယ်လေဘာလောက်ပါတယ်ခါလောက်တင်မှာရင်လောက်ကြဆိုတဲ့စကားရှိတယ်ဒါ၄ပြစ်ထာနဲ့ပတ်သက်ပြီးပြောတဲ့စကားမျိုးပေါ့ချိန်သားကြိုက်တဲ့အချိန်မှာခါလောက်တင်မှာရင်လောက်ကြတယ်ဆိုတာနှုတ်ဆိုလျှော်တက်သွားမယ်လို့ပြောတာနော်ချော်ထွက်သွားနိုင်တယ်အဲ့ဒီမှာ9နှစ်မကျင့်နိုင်6နှစ်တော့ကျင့်မှာ6နှစ်မကျင့်နိုင်လည်း9နှစ်တော့ကျင့်မှာ9နှစ်မကျင့်နိုင်ဘူးဆိုရင်4နှစ်ထားလိုက်ပါအောင်နဲ့3နှစ်ထားလိုက်အောင်2နှစ်ထားလိုက်အောင်1နှစ်1နှစ်ထားလိုက်အောင်6လတဖြည်းဖြည်းလျှော့သွားလိုက်တာမြတ်စွာဘုရား6လကနေတခါဟုတ်လား5လ4လ3လ2လ1လ1လထားလိုက်အောင်လထက်ဝက်15ရက်လောက်ကျင့်15ရက်ထားလိုက်ပါအောင်ကဲတပတ်လောက်ကျင့်ကြည့်ပါအောင်နောက်ဆုံးတပတ်တည်းတော့လျှော့မပြီးတော့တပတ်တည်းလျှော့ပြီးရင်လူကအဲ့ဒါအတူဆုံးလိုက်အောင်မှာပဲလေတပတ်တည်းလျှော့လိုက်ရင်အဲ့ဒါ10စက္ကန့်တို့ဘာလို့လိုက်ချင်လိုက်နေဦးမှာအဲ့ဒါလို့မလိုက်ရအောင်မြတ်စွာဘုရားကြည့်အ ਨੇ ဆုံးတပတ်ကျင့်ကြည့်ပါတဲ့ကျင့်ကြည့်လို့ရှိရင်တဲ့ယဟန္တာဖြစ်နိုင်ပါတယ်
သို့မဟုတ်ရင်အနာဂတ်အဆင့်ထိရောက်နိုင်ပါတယ်လို့ဒီနည်းစနစ်ထဲကျင့်ဖို့ဆိုပြီးတော့မြတ်စွာဘုရားဟောပြီးနောက်ဆုံးမှာစထားတဲ့စကားလေးနဲ့ဏိဂုံးချုပ်ပါတယ်ဧကာယနောအယံဘိက္ခဝေမေကောတတ္တနာဝိသုဒ္ဓိယသောကပရိဒေဝနံသမတိကမာယဒုက္ခဒေါမနတနာအထင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကရိယာယယတိတံစတ္တရောတတိပဋ္ဌာနာတဲ့မြတ်စွာဘုရားဏိဂုံးမှာလည်းအစလာတဲ့အတိုင်းပါပဲတတ္တဝါတွေစင်ကြယ်ဖို့အတွက်ဒီတတိပဋ္ဌာန်ဆိုတဲ့ကျင့်စဉ်ဟာတခုတည်းသောလမ်းကြောင်းပါပဲတဲ့လူလောကမှာကြုံတွေ့နေကြတဲ့တောကတွေပရိဒေဝတွေကြော်လွှားခြင်းနဲ့ဆိုရင်လည်းပဲဒါတခုတည်းသောလမ်းကြောင်းပါပဲတဲ့နေ့စဉ်နဲ့အမျှယမယံခါဖြစ်စေနေ့စဉ်နဲ့အမျှဖြစ်စေကြုံတွေ့နေရတဲ့ဒုက္ခတွေဒေါမနတတွေစိတ်မချမ်းမြေ့မှုတွေကြော်လွှားခြင်းနဲ့ဆိုလို့ရှိရင်လည်းချုပ်ငြိမ်းစေခြင်းနဲ့ဆိုရင်လည်းဟောဒီအကျင့်ဟာတခုတည်းသောလမ်းကြောင်းပါပဲတဲ့နိဗ္ဗာန်ရောက်တဲ့လမ်းကြောင်းကြီးကိုတွေးကျင်တယ်ဆိုလို့ရှိရင်လည်းပဲဟောဒီတတိပဋ္ဌာန်ကျင့်စဉ်ဟာတခုတည်းသောလမ်းကြောင်းပါပဲနောက်ဆုံးမှာနိဗ္ဗာန်ကိုကိုယ်တွေ့ကိုယ်တိုင်စိုက်ထိသိမြင်ပြီးတော့နေနိုင်ဖို့ဆိုတာလည်းပဲဟောဒီကျင့်စဉ်ဟာတခုတည်းသောလမ်းကြောင်းပါပဲလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကမဟာတတိပဋ္ဌာန်သုတ်ကိုဏိဂုံးချုပ်ဟောကြားသွားတော်မူပါတယ်ဒါကြောင့်မို့လို့ဒီကနေ့အားလုံးမဟာတတိပဋ္ဌာန်သုတ်လွန်ခဲ့တဲ့4ရက်ရောအားလုံးပေါင်းလိုက်တဲ့အခါကျတော့မဟာတတိပဋ္ဌာန်သုတ်ရဲ့အနှစ်ချုပ်အားလုံးတရားချက်ခင်သူတော်စင်ပြိဿတ်တို့မြတ်စွာဘုရားဘယ်ပုံဟောခဲ့တယ်ဆိုတာမြတ်စွာဘုရားဟောတဲ့အတိုင်းဘုန်းကြီးတို့ကရှင်းလင်းပြောကြားတာဖြစ်ပါတယ်အထက်ကရာစကားတွေကိုများများမထည့်ပါဘူးမြတ်စွာဘုရားဟောတဲ့ပါဠိတော်လေးကိုနားလည်ယုံဘာသာပြန်ပြီးတော့အကျဉ်းကလေးချုပ်ပြီးတော့ဟောထားတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့သည်ဒီတရားကိုနာပြီးတဲ့အခါမှာတကယ်မူရင်းဖြစ်တဲ့မဟာတတိပဋ္ဌာန်သုတ်ပါဠိတော်နဲ့မြန်မာပြန်သို့မဟုတ်နေတယဆိုတာကိုယ်တိုင်ဖတ်ရှုပြီးတော့ကြည့်လို့လည်းရပါတယ်အဲ့ဒါတွေကိုဖတ်ရှုနားလည်ပြီးတော့မိမိတို့တဏ္ဍာမှာအသိဉာဏ်တွေရင့်တန်အောင်လုပ်လို့လက်တွေ့ကျင့်သုံးလိုက်နာခြင်းဖြင့်မြတ်စွာဘုရားဟောကြားထားတဲ့အကျိုးတွေတို့တွေကိုယ်တွေ့ရရှိကြမှာဖြစ်တယ်လို့ယုံကြည်ပြီးလိုက်နာကျင့်သုံးတော်မူနိုင်ကြပါစေကုန်သတည်း